အားလုံးမင်္ဂလာပါကျွန်တော်အနေနဲ့ကြားခဲ့ပြီးဆိုပေမဲ့အမေရိကန်ပြည်သူတို့ဒီနေ့တိုင်းမေခွန်းထုတ်နေစေကမ္ဘာပြည်သူတို့အဖို့လဲဇဝေဇဝါနဲ့နားလည်ရခက်နေစေမှုအဟောင်းပေမဲ့အသစ်အဖြစ်အဖန်ဖန်ပြန်ပေါ်လာနေစေဖြစ်တာကတကြောင်ကျွန်တော်ပြည်သားအဖို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေကြသမျှအဖြစ်ပျက်တွေကိုအမှတ်တမဲ့မဟုတ်ပဲထဲထဲဝင်ဝင်စဉ်းစားဆင်ခြင်နိုင်ကြဖို့ဘယ်လိုအဖြစ်ပျက်မဆိုအဖြစ်ပျက်တိုင်းမှာကျွန်တော်တို့မြင်တွေ့နေကြရတဲ့အရှိဘက်မျက်နှာစာတစ်ခုရှိသလိုကျွန်တော်တို့မမြင်မတွေ့နိုင်ကြသေးတဲ့နောက်ထပ်မျက်နှာတစ်ခုကျန်နေသေးတာကိုစဉ်းစားဆင်ခြင်နိုင်ကြဖို့ကျွန်တော်ဒီအစီအစဉ်ကိုတင်ပြရခြင်းဖြစ်ပါတယ်။1933ခုနှစ်ဖေဖော်ဝါရီလ29ရက်ဂျာမနီပါလီမန်အဆောက်အဦ Reichstag ကနေအေယာမမီးတောက်ကြီးတွေထိုးထိုးထောင်ထောင်ထွက်လာပြီးပါလီမန်အဆောက်အဦမီးလောင်ခဲ့ပါတယ်။အသက်24နှစ်အရွယ်မျက်လုံးတစ်ဖက်ကွယ်နေတဲ့ Dutch နိုင်ငံသားကွန်မြူနစ်လူငယ်Marinus Bendelus ကိုမအဝတ်တဝက်တစ်ပြက်ဖုံးရက်နဲ့ပါလီမန်အဆောက်အဦအနောက်ဘက်မှာတွေ့ခဲ့ရပါတယ်။တွေ့တဲ့နေရာမှာပဲသူ့ကိုဖမ်းဆီးခဲ့ပါတယ်။ Marinus ကိုအမှုဖွင့်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးခေါင်းဖြတ်တတ်ဖို့ရုံးတော်ကအမိန့်ချခဲ့ပါတယ်။သူ့အသက်25နှစ်ပြည့်ဖို့3ရက်အလိုဖြစ်ပါတယ်။သမိုင်းပညာရှင်တွေက Gestapo ပလိတ်တွေ Reichstag အဆောက်အဦထဲဝင်သွားကြပြီးမြေအောက်လှိုင်ခေါင်းထဲကနေဓာတ်ဆီနဲ့ဓာတုပစ္စည်းတွေရောစပ်ပြီးအဆောက်အဦကိုစတင်ပြီးရှို့ခဲ့ကြတယ်လို့ဇောဒကတက်ခဲ့ကြပါတယ်။အဆောက်အဦမီးဆွဲလောင်ပြီးမှလူငယ်လေး Marinus Bendelus ရောက်လာရာသူ့အင်ဂျီမီးဆွဲလောင်တာဖြစ်တယ်လို့အထောက်အထားတွေနဲ့သက်သေပြကြပါတယ်။နောက်နေ့ညနေဘက်မှာဟစ်တလာနဲ့ Hermann Göring တို့မီးလောင်ထားရာအဆောက်အဦအပျက်စီးတွေကြားထဲတွေ့ကြပြီးနောက်အသင့်ပြုစုထားတဲ့ကွန်မြူနစ်စရင်းအရာအလုံးကိုအဲ့ဒီနေ့ညမှာပဲတုတ်တင်ရှင်းလင်းလိုက်ပါတယ်။နောက်နေ့မှာဟစ်တလာက Reichstag မီးလောင်မှုနဲ့ပတ်သက်လို့အများပြည်သူလူထုလွတ်လပ်စွာထုတ်ဖော်ခွင့်ဥပဒေမှအခွင့်အရေးအများစုကိုဆိုင်းငံ့လိုက်ပါတယ်။နာဇီဥပဒေနဲ့မစီလျော်လို့ဆိုကာရေးသားဖော်ပြထုတ်ဝေခွင့်တွေကိုလည်းပိတ်လိုက်ပါတယ်။ဒီနောက်ပိုင်းမှာဟစ်တလာကဥပဒေပြဋ္ဌာန်းပြီးဂျာမနီပါလီမန်ကိုထိန်းချုပ်လိုက်ပါတယ်။ဒီနောက်ပိုလန်ကနေစပြီးအိမ်နီးချင်းနိုင်ငံတစ်ခုပြီးတစ်ခုကျူးကျော်တိုက်ခိုက်ပါတော့တယ်။1942ခုနှစ်စက်တင်ဘာလ17ရက်ဗာဂျီးနီးယားပြည်နယ်အာလင်တန်မှာပင်တဂွန်အဆောက်အဦစတင်အုပ်မြစ်ချပြီးဆောက်လုပ်ရေးလုပ်ငန်းစတင်ခဲ့ပါတယ်။1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဝါဟူဟာဝိုင်ပလဲစိတ်ကန်ကအမေရိကန်ပြည်ထောင်စုပစိဖိတ်ရေတပ်သင်္ဘောအုပ်စုကိုဂျပန်ဘရင်ရေတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်2403ဦးကြဆုံးခဲ့ပါတယ်။1189ဦးဒဏ်ရာရခဲ့ပါတယ်။အမေရိကန်စစ်ဘက်ကနေဂျပန်တို့အခုလိုတိုက်ခိုက်လာနိုင်တယ်လို့အမေရိကန်သမ္မတရူစဘတ်ထံသို့သတိပေးအကြောင်းကြားစာတွေနဲ့အန်ဒီယေကိုအကြိမ်ကြိမ်အကြောင်းကြားခဲ့ပါတယ်။ဒီလိုသတိပေးအကြောင်းကြားစာတွေကိုသမ္မတကထိန်ချန်ထားပြီးဂျပန်တွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတယ်လို့ပဲသက်ဆိုင်ရာသူ့ရဲ့စစ်ဘက်အရာရှိတွေကိုအကြောင်းပြန်ခဲ့ပါတယ်။သို့တော်ပါလီမန်စစ်ဆေးမှုမှာသမ္မတရူစဘတ်တယောက်ဒီလိုသတင်းမျိုးမရခဲ့ဘူးလို့ပဲမျက်နှာပြောင်တိုက်လိန်ညာထွက်ဆိုသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့အစိုးရဘက်ကနေစုံစမ်းစစ်ဆေးမှုတွေအများကြီးလုပ်ပါတယ်။ဂျပန်တွေရဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ကြိုသိခဲ့တယ်ဆိုတာလက်ခံနိုင်လောက်တဲ့အချက်တစ်ခုပဲဆိုတာလောက်နဲ့ပဲအမှုလဲပိတ်သိမ်းသွားခဲ့ပါတယ်။ဂျပန်တွေရဲ့ဒီလိုအကြောင်းမဲ့တရေပွားကြောင်တဲ့တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အဲ့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာပဲသမ္မတရူစဘတ်ကဂျပန်ဘရင်နိုင်ငံတော်ကိုစစ်ကြေညာလိုက်ပါတယ်။ဒီနောက်ဒုတိယကမ္ဘာစစ်ထဲဝင်ရောက်ဖို့နဲ့သမ္မတစိတ်ကြိုက်စီမံခန့်ခွဲလုပ်ပိုင်ခွင့်ကိုပါတပါးတည်းပါလီမန်ကနေတောင်းဆိုလိုက်ပါတယ်1945ခုနှစ်မေလ10ရက်ဂျာမနီတို့မဟာမိတ်တွေထံတရားဝင်အညံ့ခံလက်နက်ချပါတယ်ဂျာမနီတို့ရဲ့ဒုံးပြန်လက်နက်ထိပ်တန်းသိပ္ပံပညာရှင်တွေကိုအမေရိကန်တို့အမဲလိုက်ရှာဖွေရေးလုပ်ငန်းစတင်ခဲ့ပါတယ်ဒီသိပ္ပံပညာရှင်တွေကိုသူတို့ထံအလုပ်လုပ်ဖို့စီယုံသိမ်းသွင်းပြီးသူ့လူတွေအဖြစ်မွေးလိုက်ပါတယ်ဒီစီမံကိန်းကို Operation Paperclip လို့ခေါ်ပါတယ်အမေရိကန်နည်းပညာကိုကူညီနိုင်လောက်တဲ့ထိပ်တန်းဂျာမန်သိပ္ပံပညာရှင်100ကျော်လောက်အမေရိကန်တို့စီယုံသိမ်းသွင်းနိုင်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဗြိတိန်နဲ့ကနေဒါ၃နိုင်ငံပူးပေါင်းစီမံကိန်းမဟင်တန်စီမံကိန်းကနေဗျူဟာကျကျအဆင့်မြင့်ဆုံးနျူကလ িয়ার လက်နက်ထုတ်လုပ်လာနိုင်တဲ့အထိတိုးတက်လာခဲ့ရာ1945ခုနှစ်ဇူလိုင်လ16ရက်နေ့နယူးမက္ကဆီကိုမှာ The Trinity Test လို့အမည်ပြောင်းတပ်ထားတဲ့နျူကလ িয়ার လက်နက်ဖောက်ခွဲစမ်းသပ်မှုလုပ်ခဲ့ပါတယ်။ဒီဖောက်ခွဲစမ်းသပ်မှုဟာ TNT 19ကီလိုတန်နဲ့ညီမျှတဲ့ဖောက်ခွဲစမ်းသပ်မှုဖြစ်ပါတယ်။ဒီဖောက်ခွဲမှုကြောင့်ဖြစ်လာတဲ့ဂျိုင်းတွင်းကြီးကအနက်100ပေအကျယ်ပေ1000ကျော်နဲ့
ရေဒီယိုတတိကြွမှုတွေကြံနေခဲ့ပါတယ်ဒီစမ်းသပ်မှုကနေတဆင့်ပြောင်းလဲလာခဲ့တဲ့ဘုံတွေကိုကမ္ဘာမြို့ကြီးနှစ်မြို့ပြာကျသွားတဲ့အထိတိုက်ခိုက်ချေမှုန်းပစ်တဲ့နေရာမှာအသုံးပြုခဲ့ပါတယ်တလုံးကဂျပန်နိုင်ငံဟီရိုရှီမာမြို့ကိုဖြစ်ပါတယ်လူ9000တမဟုတ်ချင်းပြမှုန်တွေဖြစ်သွားပါတယ်ဘုံစတင်ပောက်ကွဲရာဘ ਹੁ ချက်မကနေတမိုင်ပတ်လည်တစ်ခုလုံးပြာကျသွားခဲ့ပြီး9မိုင်ပတ်လည်မီးလောင်ပျက်စီးသွားပါတယ်မြို့ကြီးတစ်ခုလုံးရဲ့85ရာခိုင်နှုန်းပျက်စီးသွားခဲ့တာဖြစ်ပါတယ်နောက်ဆက်တွဲအနေနဲ့ရေဒီယိုတတိကြွအစိတ်သိမ့်ရာကနေနောက်ထပ်လူဦးရေ3သိန်းကျော်လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်နောက်ထပ်ဘုံတစ်လုံးကဂျပန်နိုင်ငံနာဂါဆာကီမြို့ကိုဖြစ်ပါတယ်လူပေါင်း4000ကျော်တမဟုတ်ချင်းမီးလောင်ပြာကျသွားခဲ့ပြီး3000ကျော်ဒဏ်ရာရခဲ့ပါတယ်နာဂါဆာကီမြို့ရဲ့1 စတူယမ်မိုင်အကျယ်ဝန်းတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့ပြီးနောက်ထပ်2 စတူယမ်မိုင်မီးလောင်ကျန်နေခဲ့ပါတယ်အထက်ကဆိုခဲ့တဲ့မန်တန်စီမံကိန်းကုန်ကျငွေစုစုပေါင်းက2 ဘီလီယံလောက်ရှိပါတယ်ဝန်ထမ်း33000ကျော်တို့သက်ဆိုင်ရာပြည်နယ်တွေမှာအပိုင်း3ပိုင်းခွဲပြီးတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်သုတေသနလုပ်ငန်းတွေနဲ့ဒီဇိုင်းရေးဆွဲတာကို Los Alamos အမျိုးသားဓာတ်ခွဲခန်းကတာဝန်ယူရပါတယ်ဒီစီမံကိန်းအတွက်နောက်ထပ်လိုအပ်တဲ့ဌာနနှစ်ခုကိုလည်းတီးခြားစီခွဲထားပြီးပြည့်ပြည့်စုံစုံတည်ဆောက်ခဲ့ကြပါတယ်ယူရိုနီယံတန့်စင်ရေးလုပ်ငန်းကို Tennessee က Oak Ridge မှာပြုလုပ်ပါတယ်ပလူတိုနီယံတန့်စင်ရေးလုပ်ငန်းကိုတော့ Washington က Hanford မှာပြုလုပ်ပါတယ်သူခေတ်အခါကဒီစီမံကိန်းဟာအမေရိကန်ပြည်ထောင်စုအတွက်သမိုင်းတစ်လျှောက်အကြီးဆုံးစီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်ဒီစီမံကိန်းကြီးတစ်ခုလုံးကိုစစ်ဘက်အင်ဂျင်နီယာဌာနအကြီးအကဲဗိုလ်ချုပ်ကြီး Leslie Grow ကကင်တွယ်ခဲ့ရပါတယ်။ Grow ကဒီစီမံကိန်းကြီးတစ်ခုလုံးကိုယထာတွဲတွေလိုအပိုင်းလိုက်အကန့်လိုက်ခွဲခြားထားပါတယ်။ဒါကြောင့်ဘသူပဲဖြစ်ဖြစ်သူတို့သိတဲ့တလောက်ပဲသိကြပါတယ်။ဒါကြောင့်ဒီစီမံကိန်းကြီးတစ်ခုလုံးကဘသူအတွက်မဆိုရုပ်လုံးမပေါ်တော့ပဲသတင်းအမှောင်ချပြီးသားဖြစ်သွားပါတယ်။ဒေသခံတွေနဲ့အတူသက်ဆိုင်ရာလူအဖွဲ့အစည်းတစ်ခုလုံးပြောင်းရွှေ့ခဲ့ရပြီးဒီစီမံကိန်းနဲ့ direct ပတ်သက်ဆက်နွယ်နေသူ1000ကျော်လောက်ကိုတော့အထူးလျှို့ဝှက်ထားပါတယ်။ဒုတိယသမ္မတဖြစ်တဲ့ Harry Truman ကိုယ်တိုင်ကပင်သမ္မတဖြစ်သူ Roosevelt ကွယ်လွန်လို့သမ္မတရာထူးယူတဲ့အခါမှာဒီစီမံကိန်းကိုသိခဲ့ရတာဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီး Grow ရဲ့ယထာတွဲတွေကိုသူ့အကန့်နဲ့သူ့အတွဲနဲ့သူခွဲခြားကန့်သတ်ထားတယ်ဆိုတာကဘယ်သူမဆိုသူတို့သိတဲ့တလောက်ပဲသိကြမှာဖြစ်ပြီးသိတဲ့လောက်လှုပ်ဖို့ပဲဖြစ်ပါတယ်။ကျန်တာဘယ်သူမဆိုဘာမှသိเสียအကြောင်းမရှိပါဒါကဒီစီမံကိန်းရဲ့လုံခြုံရေးတော့ချက်ဖြစ်ပါတယ်ဒီနေ့အခါမှာတော့ Hamilton စီမံကိန်းဟာအစစ်မြင့်လုံခြုံရေးအဆင့်တစ်ခုအနေနဲ့ဖျက်သိမ်းထားပြီးဖြစ်ရာစက်ယုံအပြက်အစီးတစ်ခုလိုပဲကျွင်းကြံနေပါတော့တယ်1945ခုနှစ်နိုဝင်ဘာလ21ရက်နေ့ဂျာမနီနိုင်ငံနူယင်ဘတ်နိုင်ငံတကာခုံရုံးကနေဂျာမန်နာဇီပါတီဝင်စစ်ရာဇဝတ်မှုကျူးလွန်သူ12ဦးကိုတေတံအပြစ်ပေးကွပ်မျက်လိုက်ပါတယ်။ကျန်နေသူတွေကစီရင်ချက်မချမီထောင်ထဲမှာပဲကိုတတ်တည်သွားခဲ့ကြပါတယ်။1964ခုနှစ်ဩဂုတ်လ4ရက်ဗီယက်နမ်ကမ်းလွန်တွမ်ကင်ပင်လယ်ကွေ့မှာအမေရိကန်စစ်သင်္ဘော2စင်းမြောက်ဗီယက်နမ်တပ်တွေတိုက်ခိုက်ခံရကြောင်းသင်္ဘောပေါ်ကနေဆက်သွယ်အကြောင်းကြားပါတယ်။သမ္မတလင်ဒန်ဘီဂျွန်ဆင်ကဒါကအကြောင်းမဲ့တက်ရန်စတိုက်ခိုက်တာပဲဆိုပြီးလက်တုံ့ပြန်တဲ့အနေနဲ့မြောက်ဗီယက်နမ်ကိုတံပြန်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။အရှေ့တောင်အာရှကိုအရေးယူဆောင်ရွက်နိုင်ဖို့ကိုလည်းကွန်ဂရက်ကထပ်မံတောင်းဆိုလိုက်ပါတယ်။သမ္မတဂျွန်ဆင်ရဲ့အရေးဆိုမှုကိုယုံကြည်သွားကြတဲ့ကွန်ဂရက်အမတ်တွေကလည်းဗီယက်နမ်မှာအမေရိကန်စစ်တပ်တွေကိုအသုံးပြုခွင့်နဲ့သမ္မတစိတ်ကြိုက်စီမံခန့်ခွဲနိုင်ဖို့ဥပဒေပြဋ္ဌာန်းခွင့်ပြုပေးလိုက်ပါတယ်။1964ခုနှစ်ဩဂုတ်လ10ရက်နေ့မှာတွမ်ကင်ပင်လယ်ကွေ့ဆုံးဖြတ်ချက်ကိုသမ္မတဂျွန်ဆင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာဗီယက်နမ်နယ်မြေသို့အမေရိကန်စစ်တပ်တရားဝင်ရောက်ရှိသွားရာတကားပေါက်လည်းဖြစ်ပါတယ်။သို့သော2005ခုနှစ်အမျိုးသားလုံခြုံရေးအေဂျင်စီကသက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားတွေကိုပြန်လှန်စစ်ဆေးကြည့်ရာအခုနောက်ကသမ္မတဂျွန်ဆင်ပြောသွားတဲ့တိုက်ခိုက်မှုမျိုးဘယ်တော့မှမဖြစ်ခဲ့ဘူးဆိုတာအတည်ပြုနိုင်ခဲ့ကြပါတယ်။1968ခုနှစ်မတ်လဗီယက်နမ်နိုင်ငံမြောက်ပိုင်းကွန်နဒေသအနီး Pink Valley ဒေသကိုတောင်ဗီယက်နမ်စစ်မဲ့ဇုံအဖြစ်သတ်မှတ်ထားပါတယ်။ဒီစစ်မဲ့ဇုံမှာပုံမှန်မဟုတ်တဲ့စစ်စင်ရေးတစ်ခုနဲ့အတူရက်ဆက်ခြေမှုန်းဖြတ်စည်းမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒီစစ်စင်ရေးကိုအသက်26နှစ်အရွယ်ဝါရင်တိုက်ခိုက်ရေးသမားကြီး
ဗိုလ်မှူး William L. Galley ကတပ်စိတ်တစ်ခုကိုဥဆောင်ပြီးပါဝင်ခဲ့တယ်လို့စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။ဆက်ပြီးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေရဲ့ပြောကြားချက်အရရွာသား109ဦးကိုသူတို့စစ်တပ်ကတုတ်တင်ချေမှုန်းခဲ့တယ်လို့ဆိုထားပါတယ်။ချေမှုန်းခံရသူရွာသားအများစုကအမျိုးသမီးတွေနဲ့ကလေးတွေဖြစ်ကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဗိုလ်မှူးကယ်လီတယောက်တစုံတရာထုချေရတာမျိုးမရှိခဲ့သလိုကယ်လီကိုယ်တိုင်ကကျွန်တော်အမိတ်အတိုင်းလုပ်ခဲ့တာလို့ဆိုတာနဲ့တင်ပြီးသွားခဲ့ပါတယ်။2000ခုနှစ်စက်တင်ဘာလအမေရိကန်ရာစုသစ်စီမံကိန်းအတွက် conservative လက်သစ်အတွေ့အခေါ်ပညာရှင်ကြီးတွေဖြစ်ကြတဲ့ Dick Cheney, Donald Rumsfeld, Paul Wolfowitz, Jack Bush တို့ဦးဆောင်ပြီးအမေရိကန်ကာကွယ်ရေးကိုပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ကြပါတယ်။ဒီစီရင်ခံစာထဲမှာအမေရိကန်စစ်တပ်ကိုပြန်လည်ပြုပြင်တည်ဆောက်ရန်တိုက်ခိုက်ရေးစွမ်းရည်မြင့်တင်ရန်နဲ့ဗတ်စုံစစ်မျက်နှာမျိုးစုံမှာအမေရိကန်စစ်တပ်အနေနဲ့အောင်မြင်တိုက်နိုင်ခိုင်နိုင်စွမ်းရှိကြရန်တို့ပါဝင်ပါတယ်။ဒီပြုပြင်ပြောင်းလဲရေးစီမံကိန်းကရေရှည်စီမံကိန်းကြီးဖြစ်ပါတယ်။ဗလဲစိတ်ကန့်လိုမျိုးနောက်ထပ်အသစ်ဖြစ်လာနိုင်တဲ့ကတ်ဆိုးကြီးတွေကိုဒီစီမံကိန်းကြီးနဲ့ကာကွယ်သွားနိုင်တာကြောင့်အပြောင်းအလဲတော်လှန်ရေးတရက်လိုဖြစ်သွားမယ်ဆိုရင်လည်းအကောင့်ထဲပေါ်ဖို့လိုအပ်ကြောင်းကြေညာခဲ့ကြပါတယ်။ဒီစီမံကိန်းထဲပါဝင်ကြသူနောက်ထပ်18ဦးရှိပါသေးတယ်။ဒီလူတွေနောက်မှာအိမ်ဖြူတော်စီမံခန့်ခွဲရေးရာထူးတွေဝင်ယူလာခဲ့ကြပါတယ်။စက်တင်ဘာ17ရက် 9/11 ဆိုတာကဒီနေ့မှာတော့နှစ်ပေါင်း20ကျော်ကြာကကမ္ဘာကျော်အဖြစ်အပျက်ကြီးဖြစ်နေပါပြီ။ဒီအဖြစ်အပျက်ကအဓိကဇက်ကောင် World Trade Center ကိုလည်းဖြစ်ဖြစ်ရှင်ပြန်လည်တည်ဆောက်ခဲ့ကြရာအခုတော့ PC သွားခဲ့ပါပြီ။သို့တော့ဒီအဖြစ်အပျက်ကြီးအတွင်းဆုံးရှုံးပျက်စီးသွားခဲ့ကြတဲ့မိသားစုဘဝတွေကတော့ပြန်လည်ပြုပြင်တည်ဆောက်ရေးနဲ့ဝေးနေစက်ပါ။သူတို့ဘဝတွေကဒီကြမှာငင်ခဲ့တဲ့ဒီနေ့နဲ့အတူအစိတ်စိတ်အမွှားမွှားပြိုကွဲပျက်စီးသွားခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ17စုံစမ်းစစ်ဆေးရေးကော်မရှင်ကဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့သူတို့တွေ့ရှိချက်တွေကိုလူထုကိုထုတ်ဖော်ရှင်းလင်းတင်ပြခဲ့ကြပြီးနောက်အမှုကိုလည်းပိတ်သိမ်းခဲ့ကြပြီးဖြစ်ပါတယ်။သို့တော့အမေရိကန်ပြည်သူတွေအဖို့ကမေးခွန်းတွေအစီအီနဲ့မပြီးနိုင်မစီးနိုင်ကြံနေစေဖြစ်ပါတယ်။ဒီဝမ်းနဲ့ကြေခွဲပွဲအဖြစ်အပျက်အတွက်အမေရိကန်ပြည်သူအများအပြားတို့ဒီလိုမေးခွန်းတွေနဲ့ကြံနေခဲ့ကြဖို့သူတို့ကိုဘယ်အရာတွေကလှုံ့ဆော်မောင်းနှင်နေပါသလဲ။စက်တင်ဘာ17ရက်ဟာသမ္မတဘုချ်အစိုးရရဲ့နိုင်ငံခြားရေးရာနဲ့ပြည်တွင်းရေးမူဝါဒနှစ်ခုစလုံးကိုပုံဖော်ခဲ့ရာဖြစ်ရတစ်ခုဖြစ်ပါတယ်။ဒီဖြစ်ရအတွက်အသေးစိတ်အချက်လက်တွေရှင်းသန်နေသေးသလိုဒါတွေကိုသာသက်သေပြလိုက်မယ်ဆိုရင်ဘုချ်အစိုးရအုပ်ချုပ်ရေးတပ်တန်းတစ်ခုလုံးအတွက်အစစ်အမှန်ဆိုတာနဲ့ပတ်သက်လို့မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့တာဝန်ရှိတယ်လို့သတင်းထွက်ခဲ့ကြသူတွေနဲ့အတူစက်တင်ဘာ17အဖြစ်အပျက်ကြီးကိုကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ကြိမ်ပြန်လည်သုံးသပ်ကြည့်ကြပါမယ်။စက်တင်ဘာ17နေ့လည်ခင်းသတင်းတွေမှာဒီတိုက်ခိုက်မှုအတွက်ဥစမာဘင်လာဒင်ကိုတရားဝင်အပြစ်တင်လိုက်ပါတယ်။အီဂျစ်သမ္မတမူဘာရက်ပါကစ္စတန်ထောက်လှမ်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးဟာမစ်ဂေါသူတို့အပါအဝင်နိုင်ငံတကာအထင်ကရပုဂ္ဂိုလ်အများအပြားတို့အမေရိကန်ပြည်ထောင်စုကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။ပါကစ္စတန်ထောက်လှမ်းရေးအကြီးအကဲဟောင်းကတော့ဒါကအစ္စရေးထောက်လှမ်းရေးအဖွဲ့ရဲ့လက်ရပဲလို့ကြောင်းကြကြထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စက်တင်ဘာ16ရက်နေ့မှာအယ်ဂျာဇီးယားသတင်းဌာနကတဆင့်ဘင်လာဒင်ကဒီတိုက်ခိုက်မှုနဲ့ပတ်သက်ဆက်နွယ်မှုမရှိကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပါတယ်။ဒါကိုသမ္မတဘုရှ်ကမျက်နှာလွှဲခဲ့ပြီးဘင်လာဒင်ကိုအသေးရအရှင်ရလိုချင်ကြောင်းထုတ်ပြန်ပါတယ်။ CIA ကအာဖဂန်နစ္စတန်နိုင်ငံကိုဘင်လာဒင်ဦးခေါင်းကိုတစ်တာထဲထည့်ပို့ပေးပါလို့ဆိုပြန်ပါတယ်။2001ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလူနေအိမ်တစ်ခုအတွင်းရိုက်ကူးထားတဲ့ဘင်လာဒင်နဲ့အဖွဲ့သားအချို့ရဲ့ရုပ်သံဗီဒီယိုတစ်ခုကိုထုတ်လွှင့်ပြသပြီးဘင်လာဒင်ကဒီတိုက်ခိုက်မှုအတွက်ဆွေးနွေးနေတာလို့ဆွဆွဲလိုက်ပြန်ပါတယ်။ဘင်လာဒင်ကတိုက်ခိုက်မှုကိုဆွေးနွေးခဲ့တော့လဲတာဝန်မယူဘဲခေါင်းရှောင်သွားခဲ့တယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုတတိယအဖွဲ့အစည်းတစ်ခုကနေစစ်ဆေးပေးတာမျိုးဘာသာပြန်ပေးတာမျိုးတစုံတရာရယူခဲ့တာမျိုးမလုပ်ကြပဲအမေရိကန်နိုင်ငံမီဒီယာတွေနဲ့သမ္မတဘုရှ်ကိုယ်တိုင်ကဒီဗီဒီယိုဟာတိုက်ခိုက်မှုရဲ့သက်သေပဲဆိုပြီးဇွတ်အတင်းပုံဖော်ခဲ့ကြပါတယ်။ဒီလိုစစ်ဆေးမှုမျိုးနဲ့ဘာသာပြန်ပေးတာမျိုးအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်းလုပ်နိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူ
ကမ္ဘာအထင်ကရအခြားအဖွဲ့အစည်းပေါင်းအများအပြားတို့ဒီတိုက်ခွေနဲ့ပတ်သက်လို့အမေခွန်းထုတ်ခဲ့ကြပါတယ်ဒါက RB ကျွမ်းကျင်ပညာရှင်တဦးရဲ့ထွက်ဆိုချက်ဖြစ်ပါတယ်သူပြောသွားတာကပင်တဂွန်ရဲ့ဘာသာပြန်ကိုကျွန်တော် view design စစ်ဆေးခဲ့ပါတယ်သူတို့ပြန်ထားတာကပြဿနာတွေရှိပါတယ်ဘင်လာဒင်အပြစ်လို့ကန်တီကမ္မတက်တည်ပြဖို့အရေးကြီးဆုံးနေရာပဲမှာမူရင်း RB ဘာသာနဲ့လွဲချော်နေတာတွေတွေ့ရပါတယ်လို့ဆိုလိုက်တာဖြစ်ပါတယ်သို့တော်ထူးထူးဆန်းဆန်းဘွားကနေဆို2004ခုနှစ်သမ္မတရွေးကောက်ပွဲမတိုင်မီ3ရက်အလိုမှာစက်တင်ဘာ17တိုက်ခိုက်မှုနဲ့ပတ်သက်လို့ဘင်လာဒင်ကမိမိမှာတာဝန်ရှိကြောင်းပထမဦးဆုံးအကြိမ်ထုတ်ဖော်ပြောဆိုသွားတဲ့ဗီဒီယိုရုပ်သံကို Al Jazeera ကနေထုတ်လွှင့်ခဲ့ပါတယ်။ဒီတိုက်ခွေဘယ်လိုရလာတယ်လဲဆိုတာကိုတော့ Al Jazeera ကထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ဘင်လာဒင်ရဲ့နောက်ဆုံးဗီဒီယိုကို2006ခုနှစ်မှာတစ်ကြိမ်ထုတ်လွှင့်ခဲ့ပါတယ်။ဒီမှာပြဿနာတစ်စုံတစ်ရာရှိနေပြီဆိုတာထင်ရှားပါတယ်။ပြဿနာရဲ့ရှုပ်ထွေးပွေလီမှုအတိမ်အနက်နဲ့အတူပူးပေါင်းပါဝင်မှုတွေဟာကျွန်တော်တို့မြင်နေတဲ့သူ့ဘက်ကိုယ့်ဘက်ဆိုတာနဲ့တခြားစီဖြစ်နေတာကိုဆင်ခြင်နိုင်ကြဖို့လိုပါတယ်စက်တင်ဘာ17တိုက်ခိုက်မှုနဲ့ပတ်သက်လို့ဘင်လာဒင်ကိုဖမ်းဆီးနိုင်ခဲ့တာမျိုးမရှိသလိုစီရင်ချက်ချမှတ်နိုင်ခဲ့တာလည်းမရှိပါဒီကာလတွေအတွင်းဘင်လာဒင်လို့သတ်မှတ်ထားတဲ့အော်ဒီယိုတိတ်ခွေတွေရံဖန်ရခါထွက်လာတာမျိုးတွေ့ရပြီးအများကတော့သူတည်သွားပြီလို့ပဲယူဆကြပါတယ်ပြန်ပြေးသမား19ဦးကိုတော့အမေရိကန်တို့ခိုးဝင်လာကြတဲ့မွတ်စလင်အစွန်းရောက်သမားတွေလို့ပုံဖော်ထားပါတယ်သူတို့ဘာတွေစီစဉ်နေကြတယ်လဲဆိုတာကိုတော့ဘယ်အမေရိကန်အစိုးရအဖွဲ့အစည်းတွေကမှတန်တရားရှိတာမျိုးတောင်မတွေ့ရပါသူတို့ကုံဆုံးသွားခဲ့တဲ့နောက်ဆုံးနေ့ရက်တွေကိုသုံးသပ်ကြည့်ကြမယ်ဆိုရင်သူတို့ဟာဘာသာတရားကိုင်းဆိုင်သူတွေမဟုတ်ဘူးဆိုတာကိုလည်းတွေ့နိုင်ကြပါတယ်တိုက်ခိုက်မှုမဖြစ်မီကာလတွေအတွင်းပြန်ပေးသမားတချို့ဝိုလစ်စလီကပြတဲ့ကလပ်တွေကိုအချိန်ချင်းလာရောက်ခဲ့ကြတာတွေ့ရပါတယ်Las Vegas တို့ဘာကြောင့်လို့ရေရေရာရာမသိတဲ့ခီးစဉ်တွေခောက်တုံးခောက်ပြန်အချိန်ချင်းသွားခဲ့တာတွေ့ရပါတယ်။တန်တိုင်ကိုလှက်ပကပြတဲ့ဘားတွေမှာခေါင်းမထောင်နိုင်လောက်အောင်တောက်စားပျော်ပါတတ်ကြပြီးလိန်အယုတ်တွေကိုလည်းမှားယူခဲ့ကြတာတွေ့ရပါတယ်။ပြည်တစားတွေနဲ့အိတ်ခဲ့ကြတာလည်းတွေ့ရပါတယ်။နိုင်ပိုင်းအတွင်းဒေါ်လာထောင်ပေါင်းများစွာအကုန်ကြခံသုံးဖြုံခဲ့ကြသူတွေဖြစ်ကြပါတယ်။စက်တင်ဘာ17တိုက်ခိုက်မှုစုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်ပြန်ချက်ထဲမှာပြန်ပေးသမား3ဦးဖြစ်တဲ့ Nawaf al-Hasmi, Salim al-Hasmi နဲ့ Khalid al-Mida တို့3ဦးကိုပဲတိုက်ခိုက်မှုမတိုင်မီသိခဲ့ရတယ်လို့ဆိုထားပါတယ်။ says he was paid $2,500 a month as an FBI informant in ဒါက Alki Collin ကိုအင်တာဗျူးထားတာဖြစ်ပါတယ်။သူက FBI သတင်းပေးတူပါ။သူဖြေထားတာရှင်းလေးပါ။သက်ဆိုင်ရာကိုသူရခဲ့သမျှသတင်းတွေပေးခဲ့တယ်လို့ဆိုထားတာဖြစ်ပါတယ်။ပြန်ပေးသမား2ဦးတို့ဆန်ဒီယေဂိုမှာ FBI သတင်းသမား2ဦးနဲ့အနီးကနေခဲ့တာဖြစ်ပါတယ်။သူတို့2ယောက်လုံးဟန်နီဟမ်ဂျိုးနဲ့မဟာမတ်အတာတို့ထံသို့တွားရောက်လဲပတ်လေရှိပါတယ်။နောက်ဆုံးမှာမဟာမတ်အတာနဲ့အခြားပြန်ပေးသမား3ဦးကိုစက်တင်ဘာ17မတိုင်မီ2ရက်အလိုကပင် Able Danger အဖြစ်ထောက်လှမ်းရေး unit ကအတည်ပြုဖော်ထုတ်နိုင်ခဲ့တယ်လို့အတည်ပြုပါတယ်။သို့တော့အမေရိကန်ကာကွယ်ရေးဌာနနဲ့အိမ်ဖြူတော်ကတရားဝင်ညှင်းဆိုခဲ့ပါတယ်။ FBI Director Robert Mueller ကပြန်ပေးသမားတွေကသူတို့ပတ်ဝန်းကျင်ကလူတွေကိုသူတို့ဘာလဲဆိုတာတစုံတရာအရိပ်အမြတ်တောင်မပေးခဲ့ဘူးလို့ဆိုပါတယ်။သို့တော့ဒါကလည်းအမှန်တရားနဲ့ဝေးကွာနေသေးတယ်လို့ဆိုပြန်ပါတယ်။ခုနက FBI သတင်းပေး Colin ပြောသွားတာနဲ့တော့ဆန့်ကျင်ဘက်ပါ။ပြန်ပေးသမား Hamza Al-Ghadi ကစက်တင်ဘာ17ရက်နဲ့စက်တင်ဘာ17ရက်နောက်ပိုင်းခီးစဉ်တွေအတွက်ကြိုတင်စာရင်းသွင်းထားပါတယ်။တစ်ခုက LA ကနေ San Francisco သို့ဖြစ်ပြီးနောက်တစ်ခုက Saudi Arabia ကနေဖြစ်ပါတယ်။ပြန်ပေးသမားတွေလို့ဆွဆွဲခံထားရသူတွေရဲ့ရှုပ်ထွေးပွေလီမှုတွေကကြက်ပြန့်လွန်းလှသလိုလက်လှမ်းမီဖို့လည်းမလွယ်လှပါ။ဒီမှာကျွန်တော်အနေနဲ့ကောက်ကြောင်ပုံကျန်းလောက်ကိုပဲတင်ပြနိုင်ပါမယ်။တောင်ဘက်တာဝါမပြိုကျမီလက်တင်ကလေးမှာပဲလူသွားစင်ကြံတစ်ခုပေါ်ကနေပြန်ပေးသမားဆတ်တမ်အယ်ဆူကာမီရဲ့ passport ကိုအကောင့်ပကတိတိုင်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အိုစမန်ဘင်လာဒင်အတွက်ပဲဖြစ်ဖြစ်ပြန်ပေးသမားတွေကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်သူတို့စိတ်ကူးကြည့်ဖို့တောင်မဖြစ်နိုင်တဲ့ဒီစီမံကိန်းကြီးအတွက်ဒီလိုဥတူတူအတ္တတာကောင်တွေပါဝင်နေတာဖြစ်နိုင်ပါမလား2000နဲ့2001ခုအကြားမှာ Federal လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA ကနေပုံမှန်မဟုတ်တဲ့ပြန်တမ်းမှုတွေကိုတိုက်လေယာဉ်တွေနဲ့ကြားဖြတ်ဟန့်တားခဲ့ရာ68ကြိမ်ရှိခဲ့ပါတယ်
တခုခုဒုက္ခရောက်နေပြီလို့ယူဆရတာမျိုးရေဒီယိုအဆက်အသွယ်ပြတ်တောက်သွားတာမျိုးလေယာဉ်ပေါ်ကနေအချက်ပြတာမျိုးတွေအပါအဝင်ဒီလိုမူမမှန်တဲ့လေယာဉ်တွေကိုကြားဖြတ်ဟန့်တားခဲ့ရာ7မိနစ်အတွင်းအကောင်းဆုံးဟန့်တားနိုင်ခဲ့ကြပါတယ်စက်တင်ဘာ17တိုက်ခိုက်မှုမှာဒီခရီးသည်တင်လေယာဉ်တွေနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာအတော်တန်ကြာခဲ့တာတောင်ဒီလိုကြားဖြတ်ဟန့်တားတာမျိုးမရှိခဲ့တာလေယာဉ်ကလည်းတစ်စီးမဟုတ်၄စီးဖြစ်ပါတယ်၄စီးလုံးတစ်စီးမှကြားဖြတ်ဟန့်တားခံရတာမျိုးမရှိခဲ့တာအံ့ဩစရာဖြစ်ပါတယ် Thought process about how to protect America did we ever think? ဒါကသမ္မတဘုရှ်မိန်ခွန်းကို direct ပြန်ဆိုထားတာဖြစ်ပါတယ်ကျွန်တော်မထင်ဘူးဘယ်သူမဆိုပါအမေရိကန်ကိုဘယ်လိုကာကွယ်မလဲဘယ်သူစဉ်းစားဖူးတယ်လဲမကောင်းဆုံးဟာတွေကခီးသက်တင်လေရင်တစ်စင်းမဟုတ်ဘူး၄စင်းနဲ့လေကျွန်တော်တို့ရဲ့အထင်ကရအဆောက်အဦကြီးနှစ်ခုကိုပါဘယ်တော့မှမတွေးခဲ့မိဘူးဒီလူတွေခီးသက်တင်လေရင်တစ်စင်းကိုပြန်ပေးဆွဲပြီးကမ္ဘာကုန်သွယ်ရေးအဆောက်အဦကြီးကိုတိုက်ခိုက်တယ်နောက်ထပ်တစ်စင်းနဲ့ပင်တဂွန်ကိုတိုက်ခိုက်တယ်ဘယ်သူကဒီလိုဖြစ်မယ်လို့ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်လို့ကျွန်မမထင်ဘူးရခိုင်အစိုးရအဆက်ဆက်တွေရောကျမတို့အစိုးရပါဘယ်သူမဆိုပါဒီလိုကြောက်မခန့်လိလိအဆောက်အဦကြီးထဲလေရင်တွေနဲ့တိုးဝင်သွားမယ်လို့ဘယ်သူထင်မလဲဒါကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဝန်ကြီးတစ်ယောက်ဖြစ်ပေမဲ့လက်တွေ့နဲ့ဒီအမျိုးသမီးပြောနေတာတလွဲပါတကယ်တော့အမေရိကန်စစ်ဘက်ဆိုင်ရာစီမံကိန်းရေးဆွဲသူတွေဒီအဖြစ်အပျက်မျိုးကိုလက်တွေ့အကောင့်ထဲပေါ်ကြည့်ဖို့စိတ်ကူးရင်ခဲ့ကြတယ်လို့ USA Today ကဖော်ပြထားတာရှိပြီးသားပါမြောက်အမေရိကလေကြောင်းကာကွယ်ရေးကုတ်ကဲမှုဌာနချုပ် NORAD ကတိုက်ခိုက်မှုတွေမဖြစ်မီနှစ်အလိုကပင်အခုလိုပြန်ပေးဆွဲလေယာဉ်တွေနဲ့ပုံစံတူသဘောမျိုးတိုက်လေယာဉ်တွေနဲ့လက်ကျင့်မှုတွေလုပ်ခဲ့ဖူးပါတယ်ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့လည်းအခုလိုတိုက်ခိုက်မှုမျိုးမဖြစ်မီ9လအလို2000ခုနှစ်ဧပြီလကတည်းကသတင်းရခဲ့ရာတာဝန်ရှိသူတွေအနေနဲ့အချိန်မီတုံ့ပြန်နိုင်ဖို့အစမ်းလက်ကျင့်ထားဖို့ညွှန်ကြားချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့အစစ်မြစ်အရာရှိကြီးတွေကမင်းတို့ဟာကအရန်စိတ်ကူးရင်ဆန်လွန်းနေဆိုပြီးအလေးနဲ့မထားခဲ့ကြတာရှိခဲ့ပါတယ်။စက်တင်ဘာ17တိုက်ခိုက်မှုအတိုင်းလက်ကျင့်မှုတွေထက်ကတစ်ခုကိုအမာဂန်ဘာဂိုလို့ခေါ်ပါတယ်။2000ခုနှစ်ဇွန်လအစပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အောင်မြင်ဆောင်ရွက်သွားခဲ့တဲ့အကြံဖက်တိုက်ခိုက်မှုတွေကိုသူတေသနပြုလုပ်သွားတာဖြစ်ပါတယ်။ဒီထဲမှာခီးသက်တဲ့လေယာဉ်တွေကိုပြန်ပြီးဆွဲခြင်းမျိုးနဲ့မြို့တော်ထဲသို့ပြက်ကျတာမျိုးဒီလိုသမယိုးကြမဟုတ်တဲ့ချင်းချောက်မှုတွေကိုအဓိကထားအာရုံစိုက်ဖို့ဖြစ်ပါတယ်။ဒီလက်ကျင့်ရေးမှာ AIDS ဝေဒနာရှင်တွေအတွက်ရန်ပုံငွေရဖို့အတွက်ဆိုပြီး Haitian AIDS ဝေဒနာရှင်တဦးလည်းပါဝင်ခဲ့ပါတယ်။သူကဖလော်ရီဒါက10 လေတပ်စခန်းသို့ကိုပိုင်ဂျက်လီယာဉ်နဲ့အသေးခံတိုက်ခိုက်ဖို့ကိုလံဘီယာမူရစ်စေဝါဂိုင်းနဲ့စာချုပ်ချုပ်ထားသူဖြစ်ပါတယ်။သူ့အတွက်တည်တန်းတာတစ်စောင်းပင်ရေးထားပြီးဖြစ်ပါတယ်။ဒီစစ်စင်ရေးကစားပွဲမှာပါဝင်ကြမဲ့ကိုကဲရေးသမားတွေစီတို့ FBI ကပို့ထားတဲ့ဇာတ်ညွှန်းကို Not ကအတည်ပြုပြန်ပို့ရမှာဖြစ်ပါတယ်။ဒီဇာတ်ညွှန်းမှာမင်းသားဘယ်သူဖြစ်မလဲ။ကျွန်တော်ပြိတ္တခမန်းကြည့်ပါ။အိုစမာဘင်လာဒင်များဖြစ်နေမလား။ဇာတ်ညွှန်းရဲ့ဒုတိယအပိုင်းကတော့စက်တင်ဘာ17ရက်911ကိုတကယ်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီအပိုင်းမှာတကယ် pilot 2ဦးပါဝင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့2002ခုနှစ်ထိတိုင်ဒါကိုသူတို့အကောင့်ထဲမဖော်နိုင်ခဲ့ကြသေးပါ။ဒီအခါမှာ FBI agent တွေကလေယာဉ်ကိုပြန်ပြီးဆွဲပြီးလုံခြုံတဲ့နေရာတွေစီလမ်းကြောင်းပြောင်းပေးဖို့ဖြစ်ပါတယ်။ဒီလက်ကျင့်ခန်းနဲ့ပတ်သက်လို့သတင်းထောက်တွေမေးမြန်းခဲ့ကြရာ FBI ကသူတို့မှာဘာမှတ်တမ်းမှတ်ရမှမရှိဘူးလို့ပြောင်းလဲခဲ့ပါတယ်။စက်တင်ဘာ17တိုက်ခိုက်မှုလိုမျိုးစစ်ရေးအစမ်းလက်ကျင့်မှုတွေမရေမတွက်နိုင်အောင်လုပ်ခဲ့ပါတယ်။ဒါတွေခဏထားလိုက်ပါ။အဲ့ဒီနေ့မနေ့သမ္မတဘုရှ်ဘာလုပ်နေခဲ့တယ်လဲကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်။စက်တင်ဘာ17မနေ့8:30ခန့်မှာသမ္မတဘုရှ်ဖလော်ရီဒါပညာရေးမူဝါဒမြင့်တင်ဖို့ဆိုပြီးသူတက်ခုနေရဟိုတယ်ကနေဆာရာဆိုတာကဘိုခါမူလတန်းကျောင်းသို့ဦးတည်ထွက်ခွာခဲ့ပါတယ်။အဆောက်အဦထဲမဝင်ခင်ကပင်ကမ္ဘာကုန်သွယ်ရေးအဆောက်အဦတစ်ခုကိုလေယာဉ်တစ်စင်းတိုးဝင်သွားပြီးဆိုတာသူသိနေခဲ့ပြီးဖြစ်ပါတယ်။ဒီကိစ္စသူ့မိန်ခွန်းတွေမှာအလွယ်လွယ်ချောချောသူပြောသွားခဲ့တာတွေရှိပါတယ်။ကမ္ဘာကုန်သွယ်ရေးတာဝါပထမအဆောက်အဦကိုလေယာဉ်နဲ့တိုက်သွားတာရုပ်မြင်သံကြားကနေ direct ထုတ်လွှင့်သွားလို့သူကိုယ်တိုင်မြင်ခဲ့ရတယ်လို့တစ်ချိန်မကအကြိမ်ကြိမ်ပြောမိပါတယ်။ဒီမှာတက်ဆင်အောင်လွဲတာပါ။ဒါမဖြစ်နိုင်ပါဘူး။
သမ္မတကြီး Bush မြင်ရတဲ့လူထုကမမြင်စရာအကြောင်းမရှိပါပထမအကြိမ်တိုက်ခိုက်မှုဗီဒီယိုကိုအဲ့ဒီနေ့ညနေထိဘယ်မီဒီယာကမှထုတ်လွှင့်ခြင်းမပြုသေးပါမိုဘိုင်းဖုန်းတွေနဲ့ရိုက်ထားတဲ့ဗီဒီယိုအပိုင်းအစတွေဆိုရှယ်မီဒီယာပေါ်တက်လာတာမျိုးလောက်ပဲရှိပါသေးတယ်ခရီးစဉ်အမှတ်185တောင်ဘက်ကတာဝါကိုတိုက်ခိုက်ပြီးမိနစ်ပိုင်းအကြာမှလုံခြုံရေးအရာရှိအန်ဒရူးကတ်ကသမ္မတ Bush အနာကပ်လာပြီးနားထဲတိုးတိုးလေးတစ်ခုခုပြောပြီးထွက်သွားပါတယ်ဒါဗီဒီယိုထဲကျွန်တော်တို့တွေ့ဖူးကြမှာပါသမ္မတ Bush ကတော့ဟန်မပြတ်ကလေးတွေဖတ်ပြတဲ့ Mind Pet Goat ဆိုတဲ့ကြပြလေးကိုဆက်နားထောင်နေခဲ့ပါတယ်တာဝါနှစ်ခုလုံးတိုက်ခိုက်ခံရပြီးနောက်ထပ်ပြန်ပြီးဆွဲခံရတယ်လို့ယူဆရတဲ့လေယာဉ်တစ်စင်းကလေထဲမှာပဲရှိနေပါသေးတယ်သမ္မတကြီးကျောင်းထဲမှာပဲနောက်ထပ်နိုင်ဝက်ကျော်ထိရှိနေခဲ့ပါတယ်မနေ့9:30မိနစ်မှာသမ္မတကြီးနိုင်ငံတော်ကိုမိန့်ခွန်းပြောပါတယ်အမေရိကန်လျှို့ဝှက်လုံခြုံရေးဌာနကြီးကဘယ်လိုလုပ်ဒီလောက်ကြီးဖြစ်နေတာကိုတတရာရာခွင့်ပြုပေးခဲ့ပါတယ်လေသမ္မတ Bush ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့စက်တင်ဘာ9ရက်နေ့ကပဲလူထုကိုအသိပေးခဲ့ပါတယ်ဘိုခါမူလတန်းကျောင်းဟာပြစ်မှတ်မဟုတ်ဘူးဆိုတာအမေရိကန်လျှို့ဝှက်လုံခြုံရေးအဖွဲ့ကြီးကြိုသိနေတယ်လို့ကျွန်တော်တို့ယူဆမယ်ဆိုရင်လုံမယ်မထင်ပါဘူးဒီလိုယူဆရမှာကလွဲလို့လည်းအခြားမရှိပါဒါပဲရှိပါတယ်စက်တင်ဘာ17တိုက်ခိုက်မှုကပူးတွဲစစ်ဦးစီးချုပ်များနဲ့ North တို့ပြုလုပ်ခဲ့တဲ့လေကြောင်းကာကွယ်ရေးထိန်းချုပ်မှုစစ်ရေးလေ့ကျင့်ခန်း Vigilant Guardian 2ရက်မြောက်နေ့ဖြစ်ပါတယ်ဒီစစ်ရေးလေ့ကျင့်ခန်းမှာအမေရိကန်အရှေ့မြောက်ဘက်ဒေသကနေလေယာဉ်ပြန်ပြီးဆွဲတာတွေပါဝင်ပါတယ်။ NEAS လို့လူသိများတဲ့နယူးယောက်မြို့တော် Rome ကအရှေ့မြောက်ဘက်လေကြောင်းကာကွယ်ရေးဌာနစစ်တပ်ကိုကဲထိန်းချုပ်သူများကဖန်သားပြင်ပေါ်သို့တင်ပေးလိုက်ကြတာဖြစ်ပါတယ်။ NEAS ကထိန်းချုပ်ကိုကဲနေကြသူတွေအဖို့ကလည်းသူတို့တွေ့နေရတဲ့တိုက်ခိုက်မှုဟာသူတို့စောင့်ကြည့်နေရတဲ့စစ်ရေးလေ့ကျင့်ခန်းတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းလို့ယူဆခဲ့ကြပါတယ်။အားလုံးနားထောင်ပေးပါနောက်ထပ်တစ်ဖန်ပြန်ပြီးဆွဲလီပေါ်လာနိုင်ပါတယ်နောက်ထပ်ကြဲကြဲလောင်လောင်အတန်တစ်ခုထွက်လာနိုင်တယ်ငါတော့ဒီလိုမမြင်ဘူးငါတို့တကယ်ပြောင်မြောက်တဲ့အကြမ်းဖက်သမားတွေနဲ့ကြုံနေကြရတာဒီလိုကြဲကြဲလောင်လောင်ဖြစ်ဖို့အခွင့်အရေးတွေပေးလို့မရဘူးဒါကရေဒီယိုထဲဝင်လာတဲ့အတန် message တစ်ခုဖြစ်ပါတယ်စက်တင်ဘာ17နံနက်မှာပြန်ပေးသမားတွေအမေရိကန်ခီးသက်တင်လေယာဉ်တွေကိုတတရရပြန်ပေးဆွဲသွားတဲ့တကယ်စစ်စင်ရေးတစ်ခုဖြစ်နေခဲ့တာဒီလေကြောင်းကာကွယ်ရေးကငနဲတွေပြောနေတဲ့အတန်ဖိုင်ကအခွင့်အရေးတွေဆိုတာဘာကိုဆိုလိုပါတယ်လဲဒါခဏထားလိုက်ပါဒီရက်ကိုဘယ်သူရွေးပြီးဘယ်သူကဆုံးဖြတ်ခဲ့ပါတယ်လဲ Vigilant Guardian ဆိုတာက Global Guardian နဲ့ Armageddon ပူးတွဲစစ်ရေးလေ့ကျင့်မှုအခက်အလက်တစ်ခုဖြစ်ပါတယ် Off-foot လေတပ်စခန်းနဲ့ North တို့ရဲ့ပူးတွဲစစ်စင်ရေးဖြစ်ပါတယ်လူစီယာနာက Bas Dela လေတပ်စခန်းကလည်း Global Guardian ထဲပါဝင်လေ့ကျင့်ခဲ့ပါတယ်သမ္မတ Bush တယောက်ဘိုခါမူလတန်းကျောင်းကနေအင်ဖြူတော်သို့မပြန်ဘဲအထက်ကဆိုခဲ့တဲ့ Off-foot လေတပ်စခန်းနဲ့ Bas Dela လေတပ်စခန်းတွေကိုဟန်တောင်မဆောင်နိုင်ပဲအလျင်သလိုတုတ်ချီတင်ပြေးသွားခဲ့ပါတယ်နောက်ထပ်စစ်စင်ရေးတစ်ခုရှိပါသေးတယ်အဲ့ဒါကမြောက်ပိုင်းလေကြောင်းထိန်းချုပ်ရေးကဘယ်နေရာကမှမသိတဲ့ဂျက်တိုက်လေယာဉ်တွေကိုရုရှား MiG လေယာဉ်အုပ်စုကိုစောင့်ကြည့်ဖို့ဆိုပြီးကနေဒါနဲ့ Alaska လေတပ်စခန်းတွေစီတို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ Andrew လေတပ်စခန်းက F-16 ဂျက်တိုက်လေယာဉ်3စီးသူနဲ့15မိုင်လောက်ပဲဝေးတဲ့ပင်တဂွန်စစ်ဌာနချုပ်နဲ့မြို့တော်ကြီးတိုက်ခိုက်ခံရတာကိုမျက်နှာလွှဲခဲပစ်ထားခဲ့ပြီးသူနဲ့မိုင်180ကျော်ဝေးတဲ့မြောက်ကာရိုလိုင်းနာစစ်စင်ရေးမစ်ရှင်တစ်ခုသို့တုတ်ချီတင်ဦးတီမောင်းနှင်သွားခဲ့ပါတယ်ပင်တဂွန်စစ်ဌာနချုပ်နဲ့မိုင်130လောက်ဝေးတဲ့လန်ဂလေးလေတပ်စခန်းကမနက်9:24မိနစ်ထိတိုင်ဂျက်တိုက်လေယာဉ်တစ်စင်းတလေးမှကူဖော်လောင်ဖက်မပေးခဲ့ပဲဒီတိုင်းထိုင်ကြည့်နေခဲ့ပါတယ်မနက်9:24မိနစ်ဆိုတာမြောက်ဘက်တာဝါကိုဝင်တိုက်ပြီးမိနစ်30အကြာဖြစ်ပါတယ်ပင်တဂွန်စစ်ဌာနချုပ်ကိုမတိုက်ခိုက်မီ10မိနစ်အလိုဖြစ်ပါတယ်ဂျက်တိုက်လေယာဉ်တွေကိုစစ်လှုပ်ခဲ့ရမှာလဲဗိုလ်မှူးကယ်ဗင်မက်စစ်ပနီနီယာတယောက်နယူးယောက်မြို့တော်ကြီးစီတို့မဟုတ်ပဲအတ္တလန္တိတ်သမုဒ္ဒရာစီတို့ဥတီမောင်းနှင်သွားဖို့အမိန့်ပေးနေခဲ့တာတွေတွေ့ရပါတယ်ပင်တဂွန်တိုက်ခိုက်ခံရတဲ့အချိန်မှာဂျက်တိုက်လေယာဉ်တွေပင်တဂွန်ကနေမိုင်150လောက်ဝေးတဲ့နေရာသို့ရောက်သွားကြပါပြီနာနဲ့8:45မိနစ်မှာ CIA အဖွဲ့ကသူတို့ဗဟိုဌာနချုပ်ကိုတိုက်ခိုက်လာနိုင်ပွဲရှိမရှိနိုင်ငံတော်ကင်းထောက်ဌာနကနိုင်ငံတော်ဆက်သွယ်ရေးဂျိုဒုနဲ့လာရောက်စုံစမ်းခဲ့ပါတယ်နောက်ထပ်ဒီလိုမပိတ်မသိမ်းရသေးတဲ့စစ်ရေးလေ့ကျင့်မှုတွေအများကြီးကြံနေပါသေးတယ်
ကဲကျွန်တော်တို့ပြန်လှန်သုံးသပ်ကြည့်ကြပါမယ်စက်တင်ဘာ17မိနစ်အမေရိကန်ပြည်ထောင်စုစစ်တပ်စစ်ရေးလေ့ကျင့်ခန်းအတွင်းကအကြက်တိုက်လေယာဉ်တွေတိုင်းပြည်ပြင်ပသို့ပြန်သွားခဲ့ပါတယ်ခီးတဲ့တင်လေယာဉ်တွေကနိုင်ငံတော်ဆက်သွယ်ရေးဂျိုဒူရေဒါထဲကနေပေါ်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်ဂျိုဒူထိန်းချုပ်ရေးဌာနကလူတွေကလည်းတကယ်ဖြစ်နေတာလားစစ်ရေးလေ့ကျင့်နေတာလားဝေခွဲမရဖြစ်နေပါတယ်ဒါကတိုက်ဆိုင်မှုဖြစ်နိုင်ပါမလားမနက်9:38မိနစ်အာလင်တန်ကနေဗာဂျီးနီးယားသို့ပြန်တန်းနေတဲ့ခရီးစဉ်အမှတ်89လေယာဉ်ဟာပင်တဂွန်စစ်ဌာနချုပ်သို့ပြတ်ကျသွားခဲ့ပါတယ်။သေဆုံးသူ125ဦးဒဏ်ရာရသူ100ကျော်ဖြစ်ပါတယ်။စစ်ဌာနချုပ်မှာလေကြောင်းကာကွယ်ရေးစနစ်ရှိတယ်လို့ပြောဖို့ညင်းခဲ့ပါတယ်။မိနစ်အနည်းငယ်အတွင်း FBI ရောက်လာပါတယ်။အခင်းဖြစ်ပွားရာနေရာကိုပြည်ထောင်စုရာဇဝတ်မှုခင်းနေရာအဖြစ်ကြေညာလိုက်ပါတယ်။ဒါကြောင့်ဒီနေရာဟာသူတို့တည်တံ့တာဝန်ရှိရာနေရာဖြစ်သွားပါတယ်။ပင်တဂွန်စစ်ဌာနချုပ်ကလေယာဉ်ပြတ်ကျမှုကိုသူတို့ကင်မရာတွေနဲ့ဖမ်းယူထားတယ်ဆိုတာကနဦးကညင်းပါတယ်2002ခုနှစ်မတ်လမှာမီဒီယာတွေအတွက်ဗီဒီယိုဖိုင်5ခုထုတ်ပြန်ခဲ့ပါတယ်ဒီထုတ်ပြန်မှုနဲ့ပတ်သက်လို့နှစ်များစွာတိုင်းကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ယူတာမျိုးမတွေ့ရပါပင်တဂွန်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ frame 5ခုစာဗီဒီယိုတစ်ခုတည်းသာလူထုမြင်တွေ့ခွင့်ရတဲ့တစ်ခုတည်းသောမှတ်တမ်းဖြစ်ပါတယ်2004ခုနှစ်အောက်တိုဘာလမှာ Scout Bacon ရဲ့တရင်လွတ်လပ်ခွင့်ဥပဒေအရခီးစဉ်အမှ89နဲ့ပတ်သက်လို့ဒီဗီဒီယိုတွေကိုတောင်းခံလာခဲ့ရာအနေအထားကတမျိုးပြောင်းသွားခဲ့ပါတယ်။ FBI အထူးအရာရှိ Mike Guire ထုတ်ပြန်ခဲ့တဲ့လုံခြုံရေးကင်မရာကဖမ်းယူထားတဲ့ရုပ်သံဗီဒီယိုကော်ပီ2ခုပါဝင်ပြီးဒါကို2006ခုနှစ်မတ်လ16ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ Citgo ဓာတ်ဆီဆိုင်ကရိုက်ကူးရမိခဲ့တဲ့ဗီဒီယိုဖိုင်ကိုတော့2006ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။ဗာဂျီးနီးယား Doubletree Hotel ကရိုက်ကူးမိခဲ့တဲ့ဗီဒီယိုကို2006ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကျမှထုတ်ပြန်ခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုအားလုံးဟာစက်တင်ဘာ17ရက်နေ့ပင်တဂွန်တိုက်ခိုက်မှုမှာဘာတွေဖြစ်ခဲ့သလဲဆိုတာတည်တည်ရှာရှာဖော်ပြနေတဲ့ပုံရိပ်တွေမဟုတ်ကြပါ။ဒါတွေကတရားဝင်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဖြစ်ကြပါတယ်။အမေရိကန်လေကြောင်းလိုင်းခရီးစဉ်အမှ89ကိုပြန်ပေးဆွဲခဲ့တာကဟန်နီဟန်ဂျိုးဦးဆောင်တဲ့ပြန်ပေးသမား9ဦးဖြစ်ပါတယ်။1996ခုနှစ်မှာအမေရိကန်တို့လာရောက်အခြေချသူအာရပ်တွေဖြစ်ကြပါတယ်။သူတို့ကလေယာဉ်မောင်းတင်တန်းတွေတက်ခဲ့ကြတယ်လို့ဆိုပေမဲ့တယောက်မှလေယာဉ်မောင်းနှင်ရလောက်အောင်တင်တန်းစင်လက်မှရခဲ့ကြတဲ့အထိအောင်မြင်တက်မြောက်ခဲ့ကြတာမဟုတ်ပါ။စက်တင်ဘာ17မနက်မှာဟန်နီဟန်ဂျိုးနဲ့အပေါင်းပါ4ဦးတို့ဝါရှင်တန် DC အပြင်ဘက်ဒေါက်နိုင်ငံတကာလေဆိပ်သို့ခရီးထွက်ခဲ့ကြပါတယ်။ကုန်ခဲ့တဲ့ရက်သက်တစ်ပတ်ကမာရီလန်းပြည်နယ်ဘလင်စီယာမော်ဒယ်မှာသူတို့ရှိနေခဲ့ကြပါတယ်။ဒီမော်ဒယ်ဟာနိုင်ငံတော်လုံခြုံရေးအေဂျင်စီနဲ့6မိုင်အကွာမှာရှိနေတာဖြစ်ပါတယ်။သူတို့အားလုံးခရီးစဉ်အမှ89လေယာဉ်ပြန်ပေါ်ရောက်ဖို့ထိလုံခြုံရေးစစ်ဆေးရေးစင်တာ5ခုကိုဖျက်ဆီးခဲ့ကြရတယ်လို့အခြား X-ray စစ်ဆေးရေးစင်တာတွေကိုလည်းဖျက်ဆီးခဲ့ကြရပါတယ်။ဒါက Washington Post သတင်းဌာနကလေဆိပ်လုံခြုံရေးကင်မရာတွေအရဖော်ပြပေးခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ17ရက်တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့လေယာဉ်တွေအားလုံးခရီးသည်30%လောက်စီးနင်းလိုက်ပါခဲ့တာတွေ့ရပါတယ်။ခရီးစဉ်အမှ89မှာခရီးသည်64ဦးစီးနင်းလိုက်ပါခဲ့ပါတယ်။ပြန်ပေးသမားတွေက Barbara Olson ထိုင်ခုံဘေးတစ်ဖက်တစ်ချက်စီမှာစီးနင်းလိုက်ပါခဲ့ကြပါတယ်။ Barbara Olson ဆိုတာအမေရိကန်ပြည်ထောင်စုရှစ်နေချုပ် Tel Olson ရဲ့ဇနီးဖြစ်ပါတယ်။အခြားခရီးသည်တွေက Boeing, Raytheon ကာကွယ်ရေးဝန်ကြီးဌာန Lockheed Martin, Navy စစ်တပ်နဲ့အခြားအစိုးရဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်ကြပါတယ်။ပြန်ပေးသမားတွေအဖို့ပိုင်လော့2ယောက်လုံးကိုချေမှုန်းပစ်ပြီးလေယာဉ်ကိုထိန်းချုပ်နိုင်ဖို့အချိန်ကမဆူစလောက်ပဲရှိတာပါ။သို့တော့လေယာဉ်ကိုပြန်ပေးသမားတို့နာနဲ့8:52မိနစ်မှာအခက်အခဲမရှိလွှဲပြောင်းယူသွားခဲ့တယ်လို့ယူဆရပါတယ်။ရေဒီယိုသင်္ကေတတစ်ခုဖြစ်တဲ့ Mayday ဆိုတဲ့အကူအညီတောင်းခံတာမရှိမသင်္ကာဖွယ်ရာတစုံတရာမရှိရုံရင်ဆန်ခါဖြစ်နေတယ်လို့ယူဆရတဲ့အရေးအယောင်တစုံတရာမရှိခဲ့ပါလေရင်ပြန်ပြီးဆွဲခံရလို့အရေးပေါ်အခြေအနေတစုံတရာနဲ့ကြုံတွေ့နေရပြီဆိုရင်7500ဆိုတဲ့ခဏန်းလေးလုံးပါကုတ်နံပါတ်ကိုခီးသက်တင်လေကြောင်းလိုင်းမောင်းနှင်နေကြတဲ့ pilot တွေအားလုံးသိကြပါတယ်ဒီကုတ်နံပါတ်ကိုရိုက်ထက်လိုက်ရုံနဲ့မြေပြင်ကနေလေရင်ပြန်ပြီးဆွဲခံရပြီဆိုတာသိနိုင်ပါတယ်သို့တော့စက်တင်ဘာ17ရက်နေ့မှာပြန်ပြီးဆွဲခံရတဲ့လေရင်၄စင်းစလုံးဒီကုတ်နံပါတ်နဲ့မြေပြင်ကိုအကြောင်းကြားခဲ့ခြင်းမရှိခဲ့ဘူးလို့မြေပြင်ကအကြောင်းပြန်ချက်အရသိရပါတယ်။လေယာဉ်တွေပြန်တက်သွားပြီးနောက်မိနစ်အနည်းငယ်အတွင်းသတ်မှတ်ထားတဲ့လမ်းကြောင်းကနေတွေးဖီသွားတာမြေပြင်ကနေတွေ့လိုက်ရပါတယ်။ခရီးစဉ်အမှ89က9:32မိနစ်မှာ
Kentucky, Ohio နယ်စပ်ကနေ Washington သို့ပြန်လှည့်လာနေတယ်လို့ယူဆရတဲ့အနေအထားနဲ့ radar မှာပြန်ပေါ်လာပါတယ်။ပြန်ပေးအဖွဲ့ခေါင်းဆောင် Honey Hanjo ကအလင်းကိုပင်တဂွန်စစ်ဌာနချုပ်ခေါင်မိုးသို့ဥဆိုင်ဆင်းပြီးအလုံးစုံပျက်စီးသွားအောင်လုပ်လိုတာလို့ယူဆရပါတယ်။သို့တော်သူရှုပ်ထွေးသွားပုံပါ။လင်းကို330ဒီဂရီလှည့်လာပြီးနောက်အမြင့်ပေ9000သို့ဆွဲချသွားပါတယ်။ဒီအနေအထားမျိုးတာမန်အတွေ့အကြုံရှိတဲ့လင်းမှုတွေတောင်လုံနိုင်ကြမှာမဟုတ်ပါ။တလားလောက်လက်ကျင့်တင်နန်းတက်ထားတဲ့အပျော်တမ်းလင်းမှုတစ်ယောက်အဖို့ဒီလို757 Boring အမျိုးအစားလင်းကြီးကိုဒီလိုကျွမ်းကျင်ထိန်းချုပ်သွားဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့် Dallas International လေးစိတ်လေယာဉ်ထိန်းချုပ်ရေးမှုတွေကဒါကခရီးသည်တင်လေယာဉ်မဖြစ်နိုင်ဘူး jet တိုက်လေယာဉ်ပဲဖြစ်မယ်လို့ယုံကြည်သွားရလောက်တဲ့အထိဖြစ်ပါတယ်။ခရီးစဉ်မှာ89လေယာဉ်က Washington Boulevard ကိုမဖြတ်ခင် Sheraton Hotel ရေတပ်ဌာနခွဲ Citgo ဓာတ်ဆီဆိုင်တို့အပေါ်ကနေထိုးဆင်းသွားတာဖြစ်ပါတယ်။လမ်းမီတိုင်9တိုင်ကိုဖြတ်တိုက်သွားပြီးနောက်မြေပြင်သို့ထိုးကျသွားခဲ့တာဖြစ်ပါတယ်။မီတိုင်တစ်တိုင်ကခီးသွားတက္ကစီကိုပင်ထိသွားပါသေးတယ်။ခီးစဉ်မှာ89ကပင်တဂွန်စစ်ဌာနချုပ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေကိုခန္ဓာရှိအောင်အားဖြည့်တိဆောက်ထားတဲ့တခုတည်းသောအပိုင်းကိုထိမှန်ခဲ့တာဖြစ်ပါတယ်။ပထမမှန်တွေကတလက်မခွဲအထူရှိပါတယ်။1990ခုနှစ်ကနေစတင်ပြုပြင်မွမ်းမံတိဆောက်နေခဲ့တာပြီးလူပြီးခါနီးဖြစ်ပါတယ်။ပိုပြီးရုပ်တိမတန်ဖြစ်ရတာကလူအသေးပြောက်နဲ့အပြက်စီးတွေဖြစ်ပါတယ်။ဒီအနေအထားမျိုးနဲ့ဆိုအခြားနေရာမျိုးမှာဆိုလူထောင်နဲ့ချီအသက်ဆုံးရှုံးသွားနိုင်ပါတယ်။သို့တော်လူကြီး9000လောက်အလုတ်လုပ်နေကြတဲ့ပင်တဂွန်စစ်ဌာနချုပ်မှာကအသေးအပြောက်125ဦးသာရှိခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့အပိုင်းကရေတပ်စစ်စင်ရေးဌာနချုပ်ရေတပ်ထောက်လှမ်းရေးနဲ့ရေတပ်ကုတ်ကဲရေးဘိုဌာနချုပ်တို့ဖြစ်ကြပါတယ်။အသေးအပြောက်စည်ရင်းကလည်းလှလွန်ပါတယ်။စည်ရင်းကိုင်တွေဘတ်ဂျက်သုတေသနမှုတွေကြီးဖြစ်ကြပါတယ်။ Arlington County ရဲ့အပိဓာစီရင်ခန်းစာတဲ့အရေးကြီးဘတ်ဂျက်ဆိုင်ရာသတင်းအချက်လက်တွေအလုံးပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ခီးစဉ်မှာ89မှာကိုဘာများကြံနေခဲ့ပါသလဲ။ဘာမှများဆန်းမကြံခဲ့ပါ။မီဒီယာတွေမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဓာတ်ပုံတွေကပင်တဂွန်အမိုးတွေမပြိုကျခင်ဓာတ်ပုံတွေဖြစ်ကြပါတယ်။ပထမထပ်နဲ့ဒုတိယထပ်အပြင်ဘက်တစ်တိုင်းမှာအချင်းပေ20ခန့်အပေါက်ကြီးတစ်ပေါက်ကိုတွေ့ရမှာဖြစ်ပြီးပထမထပ်မှာပေ90လောက်ပျက်စီးသွားပါတယ်။757 Boring အမျိုးအစားလေယာဉ်ကြီးကအရှည်155ပေအမြင့်44ပေနဲ့တောင်ပန်124ပေရှိပြီးအလေးချိန်တန်100နီးပါးဖြစ်ပါတယ်။တိုက်ခိုက်မှုကြောင့်အပြင်ဘက်မှာအပြက်အစီးတွေလေယာဉ်အပိုင်းအစတွေများဆန်းမတွေ့ရပဲလေယာဉ်ကအတွင်းဘက်သို့ထိုးဖောက်ဝင်ရောက်သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်။နိုင်ရန်အပေါက်မှာလည်းလေယာဉ်တောင်ပန်နဲ့အပေါ်သို့ထောင်တက်နေတဲ့အမီဝင်တိုက်သွားလို့ထိခိုက်သွားတဲ့ဒဏ်ရာတစုံတရာမတွေ့ရပါ757 Boring လေယာဉ်အင်ဂျင်တစ်ခုစီဟာ6တန်ရှိပါတယ်။တာမနီနဲ့တိုက်တီနီယမ်2မျိုးကိုပေါင်းစပ်တိဆောက်ထားတာဖြစ်ပါတယ်။တနာရီကိုမိုင်900လောက်နှုန်းနဲ့ဒီအဆောက်အဦကြီးကိုဝင်တိုက်လိုက်တာအဲ့ဒီတာမနီအင်ဂျင်နှလုံးလုံးထူးထူးဆန်းဆန်းပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်။နောက်ထပ်ထူးဆန်းတာတစ်ခုကအဲ့ဒီလေယာဉ်ကြီးပင်တဂွန်အဆောက်အဦထဲလုံးဝပျောက်သွားပုံရပါတယ်။757 Boring တစ်စင်းမှာခရီးစဉ်အမှတ်89ကိုကိုစားပြုထားတဲ့နောက်ထပ်အမှတ်အသားသင်္ကေတတွေအများကြီးကျန်နေပါသေးတယ်။ဒါတွေကိုလည်းကျွန်တော်တို့တစ်ခုတလေမျှမတွေ့ရတော့ပါ။ဒီတင်ပြီးပြီလားဆိုမပြီးသေးပါ။နောက်ထပ်ပြောင်မြောက်တဲ့အံ့ဖွယ်ထူးခြားချက်တစ်ခုကလေယာဉ်ဟာမြေပြင်နဲ့ထိနေတဲ့စစ်ဌာနချုပ်နိုင်ရန်ကိုဝင်တိုက်သွားတာသူလာရလမ်းကြောင်းတစ်လျှောက်မြက်ခင်းပြင်ကြီးကိုတစ်ချက်ကလေးမှမထိပဲတန်မဝင်သွားခဲ့လို့ဖြစ်ပါတယ်။မီဒီယာတွေကထုတ်လွှင့်ပြသခဲ့ကြတဲ့ဗီဒီယိုမှာလည်းဒီလိုပဲပုံဖော်ထားတာတွေ့နိုင်ကြပါတယ်။အဆောက်အဦကိုလေယာဉ်နဲ့ဝင်တိုက်သွားပြီးနောက်တစ်ဖက်ကနေဖောက်ထွက်သွားရမှာပါ။ဒါနဲ့ပတ်သက်ပြီးတော့လည်းတရားဝင်အစီရင်ခံစာတွေမှာဘာမှရှင်းလင်းထားတာမရှိပါ။ဘယ်မီဒီယာဖြစ်ဖြစ်သတင်းဌာနတွေဖြစ်ဖြစ်ဝင်ပေါက်ကြီးနဲ့အတူဒီမှာထိတယ်လေဆိုတာလောက်ကိုပဲမဲတင်ဖော်ပြထားတာကြီးတွေ့ရပါမယ်။ဝင်ပေါက်ကတော့ဟုတ်ပါပြီ။ထွက်သွားတဲ့အပေါက်ကောဆိုရေရာမရှိပါ။ဒီထိတဲ့အပိုင်းကဘာလို့ဒီလောက်အရေးကြီးနေတာလဲမေးစရာရှိပါတယ်။ Norman Mineta ဆိုသူဟာ2001ခုကနေ2006ခုနှစ်ထိပို့ဆောင်ဆက်သွယ်ရေးအတွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။စက်တင်ဘာ17ရက်နေ့ပထမလေယာဉ်တစ်စင်းကမ္ဘာကုန်သွယ်ရေးအဆောက်အဦကိုဝင်တိုက်သွားပြီးနောက် Mineta ဟာသမ္မတရုံးအရေးပေါ်ကုတ်ကဲရေးစင်တာ PEOC တို့အပြည့်နှင်သွားခဲ့ပါတယ်။စက်တင်ဘာ17နဲ့ပတ်သက်လို့2003ခုနှစ်မေလကြားနာစစ်ဆေးရေးကော်မရှင်မှာ Mineta ကအခုလိုထွက်ဆိုခဲ့ပါတယ်။လေယာဉ်ကပင်တဂွန်တို့ဥတီနေချိန်မှာလူငယ်တယောက်ရောက်လာပြီးဒုသမ္မတကိုလေယာဉ်ကပင်တဂွန်နဲ့မိုင်90အလိုဖြစ်ပါတယ်။မိုင်30အလို10မိုင်အလို
သို့တော့ဒုတိယသမ္မတကတစုံတရာအမိန့်ပေးတာမျိုးမရှိပါလူငယ်ကဒုသမ္မတခင်ဗျာအမိန့်တစုံတရာမပေးခဲ့ဘူးနော်လို့ဆိုလိုက်တော့သမ္မတကတမင်လေပြန်လှည့်လာပြီးဟုတ်တယ်မင်းကဘာကြားလို့လဲလို့ဆိုပါတယ်ဒီမှာစက်တင်ဘာ17စုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်ပြန်ချက်မှာကဒုသမ္မတDick Cheney PEOC တို့9:58 မိနစ်ထိမရောက်လာခဲ့သေးလို့ဖော်ပြထားပါတယ်နောက်ထပ်တနာရီမကနောက်ကျပြီးမှရောက်လာခဲ့တယ်လို့ဆိုပါတယ်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အစည်းရင်ခန်းစာမှာကဒုသမ္မတဘန်ကာထဲဝင်သွားတဲ့အထောက်အထားမရှိဘူးလို့ဆိုပြန်ပါတယ်ခရီးစဉ်မှ89ကိုကြားဖြတ်ဟန်တာမယ်ဆိုဘာအမိန့်တွေများလိုအပ်ပါသလဲဘာကြောင့်ပင်တဂွန်စစ်ဌာနချုပ်ကိုဝင်တိုက်ခွင့်ပေးခဲ့ပါသလဲဒါတွေမေးရပါမယ်ကမ္ဘာကုန်သွယ်ရေးတာဝါတွေစီပြန်လှည့်ကြည့်ကြပါဦးမယ်ကမ္ဘာကုန်သွယ်ရေးတာဝါတစ်ခုမှာပယံလောက်ွက်6တန်းစတူယန်ပေဆေး5တန်းစတူယန်ပေအခင်း9တန်းစတူယန်ပေပဒင်းပေါက်မှန်6သိန်းစတူယန်ပေဓာတ်လေကအစင်း200အားလုံးဖုံမှုန့်တွေအဖြစ်အောက်သို့ကျွေကျသွားခဲ့ပါတယ်မနက်9:59 မိနစ်နယူးယောက်ပြည်နယ်နယူးယောက်မြို့ကမ္ဘာကုန်သွယ်ရေးတောင်ဘက်တာဝါဖုံမှုန့်တွေအဖြစ်မြေပြင်သို့တောင်လိုက်ပြိုဆင်းသွားပါတယ်ပြိုဆင်းသွားရာကြာချိန်10စက္ကန့်ဖြစ်ပါတယ်နောက်ထပ်25မိနစ်မှာမြောက်ဘက်တာဝါလည်းဒီတိုင်းပြိုဆင်းသွားပါတယ်ကြာချိန်10စက္ကန့်ဖြစ်ပါတယ်ညနေ9:20 မိနစ်မှာကမ္ဘာကုန်သွယ်ရေးစင်တာအဆောက်အဦအမှတ်9 48ထပ်အဆောက်အဦမြောက်ဘက်တာဝါနဲ့ပေ300အကွာအဝေးမှာရှိတဲ့အဆောက်အဦကြီးရုတ်တရက်ပြိုကျသွားပါတယ်သက်ဆိုင်ရာတာဝန်ရှိသူတွေထုတ်ပြန်ချက်အရမြောက်ဘက်တာဝါအကျိုးအပြက်တွေကြောင့်အတွင်းဘက်မှာမီးလောင်နေခဲ့ရာကနေအခုလိုပြိုကျသွားခဲ့တယ်လို့သိရပါတယ်တန်ကူကွန်ကရစ်မိုးမျှော်တိုက်အဆောက်အဦတစ်ခုမီးဆွဲလောင်လို့ပြိုကျသွားတာမျိုးအမေရိကန်သမိုင်းမှာမတွေ့ဘူးသလိုကမ္ဘာသမိုင်းမှာလည်းမရှိသေးပါသို့တော့ကမ္ဘာကုန်သွယ်ရေးတာဝါအဆောက်အဦနှစ်ခုနဲ့အတူတာဝါအမှတ်9တို့ကမ္ဘာသမိုင်းနဲ့အတူအင်ဂျင်နီယာပညာရအလုံးကိုထူးထူးခြားခြားဆန့်ကျင်ပြီးကမ္ဘာဆွဲအားအတိုင်းမြေပြင်ပေါ်သို့တောင်လိုက်ပြိုကျသွားခဲ့ပါတယ်1981ခုနှစ်ဩဂုတ်လ9ရက်အထက်50ရှိနယူးယောက်ပလာဇာအဆောက်အဦ32ထပ်နဲ့36ထပ်အကြားမှာ6နာရီကျော်မီးလောင်နေခဲ့ပါတယ်အခုလိုပြိုကျသွားတာမျိုးမဖြစ်ခဲ့ပါ1992ခုနှစ်ဖေဖော်ဝါရီလ23ရက်38ထပ်မိုးမျှော်တိုက်အဆောက်အဦဖီလာဒဲလ်ဖီးယားကမယ်ရီဒီယမ်ပလာဇာ18ထပ်မှာမီးလောင်မှုဖြစ်ခဲ့ပါတယ်ဒီမီးလောင်မှုကိုရာစုနှစ်အတွင်းအကြီးဆုံးမီးလောင်မှုလို့တရားဝင်ကြေညာခဲ့ပါတယ်သို့တော်ဒီအဆောက်အဦလည်းအခုလိုပြိုကျသွားတာမျိုးမဖြစ်ခဲ့ပါ1988ခုနှစ်ကယ်လီဖိုးနီးယားပြည်နယ် Los Angeles က62ထပ် First Interstate Bank မိုးမျှော်အဆောက်အဦ4နာရီကျော်မီးဆွဲလောင်ခဲ့ပါတယ်4ထပ်နဲ့5ထပ်အားလုံးပျက်စီးသွားခဲ့ပါတယ်ဒါကအမေရိကန်သမိုင်းမှာပျက်စီးဆုံးရှုံးမှုအများဆုံးတစ်ခုဖြစ်ခဲ့ပါတယ်သို့တော်ဒီအဆောက်အဦလည်းအခုလိုပြိုကျသွားတာမျိုးမဖြစ်ခဲ့ပါအခုမီးလောင်ပြိုကျသွားတဲ့ကမ္ဘာကုန်သွယ်ရေးတာဝါနှစ်ခုလည်း1985ခုနှစ်ကတစ်ကြိမ်1996ခုနှစ်ကတစ်ကြိမ်မီးလောင်မှုဖြစ်ခဲ့ပါတယ်။မြောက်ဘက်တာဝါ104ထပ်မှာဖြစ်ပါတယ်။စက်တင်ဘာ17ရက်တာဝါနှစ်ခုမီးလောင်မှုကြာချိန်ကမြေပြင်သို့မပြိုကျမီ56မိနစ်နဲ့103မိနစ်အသီးသီးဖြစ်ကြပါတယ်။ဒီတာဝါနှစ်ခုကိုတမဏိတန်ချိန်2သိန်းကွန်ကရစ်4,25,000ကုဘခိုင်နဲ့တိစောက်ထားတာဖြစ်ပါတယ်။မြောက်ဘက်တာဝါမှာဓာတ်လေက106စင်ပဒင်းပေါက်43,600ခေါင်မိုးမှာအမြင့်ပေ360ရှိတယ်လီဗီရှင်းအင်တာနာစသဖြင့်အသီးသီးရှိပါတယ်။တာဝါနှစ်ခုရဲ့ဥတိုင်းတွေကို4,000ကော်လန်တိုင်88ခုနဲ့ထောက်ထားပါတယ်။ပေ133ပေအတွင်း36 16 52 22လက်မှကော်လန်တိုင်48ခုစီပါဝင်ပါတယ်။မြောက်ဘက်တာဝါက1980ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။အမြင့်ပေ1368ပေမြင့်ပါတယ်။တောင်ဘက်တာဝါက1983ခုနှစ်မှာပြီးစီးခဲ့ပါတယ်။အမြင့်ပေ1362ပေဖြစ်ပါတယ်။သူ့အချိန်အခါကကမ္ဘာမှာအမြင့်ဆုံးအဆောက်အဦနှစ်ခုဖြစ်ပါတယ်။သူ့ခေတ်အခါကအကြီးဆုံးဖြစ်တဲ့ Boeing 707တက်ရောက်မှုကိုခံနိုင်ရရှိအောင်ဒီဇိုင်းထုတ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီလောက်ကြီးတဲ့အဆောက်အဦကြီးဟာလေယာဉ်စီဂါလန်1000နဲ့တတရရပြိုကျသွားခဲ့ပါတယ်။ဒီလောက်တန်ကူကွန်ကရစ်တွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့အဆောက်အဦကြီးဟာရှေ့နောက်ဘယ်ညာတစ်စက်ကလေးမှရိမ့်တာရိုင်တာမျိုးတောင်မရှိ။ဒေါင်လိုက်လှလှပပပြိုကျသွားပြီးတက်သေးတက်ကန်ရှာမရလောက်အောင်အံ့ဖွယ်အမှုဖြစ်သွားပါတယ်။ National Institute of Standard and Technology NIST
NIST က2005ခုနှစ်အောက်တိုဘာအပိဓာစုံစမ်းစစ်ဆေးမှုတွေပြီးနောက်တာဝါနှစ်ခုဖြိုချဖျက်ဆီးခံရကြောင်းအထောက်အထားတစ်စုံတရာမတွေ့ရဘူးဆိုကညီကုန်းချုပ်ထားပါတယ်။သို့တော့သူတို့အစီရင်ခံစာမှာတာဝါနှစ်ခုဘာကြောင့်အပုံလိုက်ကြီးပြိုကျသွားခဲ့တယ်လဲဆိုတာနဲ့ပတ်သက်လို့ချင်းလင်းချက်မပါတာကြောင့်အများတို့ကရည်စရာကြီးအဖြစ်ပြည့်ရပြုခဲ့ကြပါတယ်။စာမျက်နှာ1000ကျော်ပါဝင်တဲ့အစီရင်ခံစာတဲ့အဆောက်အဦတိဆောက်ထားပုံတိုက်ခိုက်မှုကြောင့်တက်ရောက်မှုစသဖြင့်ယူပဗေဒသဘောတရားနဲ့ပညာရဆန်ဆန်ရှင်းလင်းချက်တလုံးတပါဒဖော်ပြထားတာမျိုးမတွေ့ရပါ2009ခုနှစ်ဧပြီလထဲမှာဖုံးမနိုင်ဖိမရဖြစ်လာလို့ထင်ပါတယ်တာဝါနှစ်ခုပြိုကျခြင်းနဲ့ပတ်သက်လို့ပြစ်စုံရှင်းလင်းချက်မပေးနိုင်ခဲ့ကြောင်းတာဝါနှစ်ခုရဲ့အကျွင်းကြံတွေမှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါဝင်ခြင်းရှိမရှိဆိုတာကိုသူတို့စမ်းသပ်မှုတွေမလုပ်ခဲ့ရဘူးလို့ဝန်ခံလိုက်ပါတယ်သို့တော်ကျွန်တော်တို့ကံကောင်းပါတယ်ဒါကဂျန်နက်မကယ်လင်ဆိုသူအမျိုးသမီးရဲ့အင်တာဗျူးဖြစ်ပါတယ်။သူမပြောသွားတာကကျမအမည်ကဂျန်နက်မကယ်လင်ဖြစ်ပါတယ်။ကျမကမ္ဘာကုန်သွယ်ရေးတာဝါနှစ်ခုနဲ့လန်တစ်ဖက်ကမဟင်တန်အောက်ဘက်မှာနေပါတယ်။ကျမအဲ့ဒီမှာနေတာ4နှစ်ကြာခဲ့ပါပြီ။အဲ့ဒီမှာနေခဲ့တာကျမတကယ်ပျော်ခဲ့ပါတယ်။စက်တင်ဘာ17ရက်အဖြစ်အပျက်ကြီးကကျမဘဝမှာတကယ်ကိုအမှတ်တရဖြစ်ခဲ့ပါပြီ။အဲ့ဒီနေ့ကကျမကွန်ပျူတာရှေ့မှာထိုင်ပြီးအီးမေးလ်ရေးနေခဲ့ပါတယ်။ဖုန်းဆိုအတန်ကြီးကြားလိုက်ရပါတယ်။ကျမတာဝါဘော်ကမီးတောက်တွေကိုတွေ့နေရပါတယ်။ကျမတစ်ချက်ကလေးလှမ်းကြည့်လိုက်ုံနဲ့အဆောက်အဦမီးလောင်နေတာကိုကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်။ကျမတငယ်ချင်းဂျင်လီရှီနဲ့အတူရှိနေခဲ့တာပါ။ပတင်းမောက်ကနေအားလုံးမြင်နေရပါတယ်။ကျမကထွက်ပြေးကြမယ်လို့ပြောနေချိန်မှာသူကဓာတ်ပုံတွေတစ်ဖြတ်ဖြတ်ရိုက်ကောင်းနေပါတယ်။သူထွက်ပြေးမှာမဟုတ်ပါ။ပြီးတော့သူကဒါသမိုင်းပဲ။မင်းမသိဘူးလားငါတို့သမိုင်းဖြစ်ရတစ်ခုကိုအနိကထိုင်ကြည့်နေကြတာလေ။ငါတို့ဟာအခုဆိုသမိုင်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေပြီ။မင်းဘာလို့ထွက်ပြေးသွားခြင်းနေတာလဲလို့ပြောလိုက်ပါတယ်။ကျမကမိဖို့ကြောင့်တည်းရောက်လာခဲ့ပါပြီ။ကျမလက်ထက်ပကံတွေကန်ရက်နေပါ။အဆောက်အဦကြီးပုံရက်သားပြိုကျလာပါပြီ။ပတင်းပေါက်ကနေလေးထုကအရှိန်နဲ့တိုးဝင်လာပါတယ်။သူကပြေးဝင်လာပြီးတာဝါကြီးတော့ပြိုကျလာနေပြီ။ငါတို့ဒီကထွက်ပြေးမှရတော့မယ်လို့အော်ပြောပါတယ်။တာဝါကြီးပြိုကျတန်တဲ့အတူအပြက်စီအပိုင်းအစတွေဟာတိမ်တိုက်ကြီးတွေလိုတနာရီမိုင်90လောက်နဲ့ကျမတို့အိမ်ပတင်းပေါက်ကိုတိုးဝင်လာခဲ့တာဖြစ်ပါတယ်။ဒီမှာမျက်မြင်သက်သေတွေအများကြီးရှိပါတယ်။သူတို့ကဒီတာဝါကြီးပြိုကျသွားတာစနစ်တကျထိန်းချုပ်ဖြိုချပစ်တာလားဆိုတာစုံစမ်းစစ်ဆေးမှုတွေလုပ်ချင်ကြပါတယ်။တည်င်းဝေဖန်ရေးသမားတွေနဲ့အတူအမေရိကန်ပြည်သူအများစုကထိန်းချုပ်ကုတ်ကဲပြီးဖြိုချလိုက်တာလို့ပဲယုံကြည်ကြပါတယ်။ဒီမှာအငင်းပွားစရာတွေအများကြီးရှိနေပါမယ်။ဒါပေမဲ့ကျမမှာသိပ္ပံပညာရှင်တငယ်ချင်းစတီဗင်ဂျုံရှိပါတယ်။ဒါကဒေါက်တာစတီဗင်ဂျုံရဲ့ရှင်းလင်းချက်ဖြစ်ပါတယ်။ဒေါက်တာစတီဗင်ဂျုံဆိုတာက1988ခုနှစ်ကဘန်နာဘတ်စ်တက္ကသိုလ်ကယူပဗေဒအထူးပြုနဲ့ PhD ဘွဲ့ရခဲ့သူပါ။သိပ္ပံဘွဲ့ကို1983ခုနှစ်က Brigham တက္ကသိုလ်ကရခဲ့ပါတယ်။ PhD ပြီးတဲ့နောက်မှာဒေါက်တာဘွဲ့လွန်အတွက်အလုပ်လုပ်ခဲ့ပါတယ်။2009ခုနှစ်ဇွန်လမှာဂျန်နက်မကန်လစ်ပေးပို့တဲ့လူသေးအလောင်းတွေကိုစစ်ဆေးပေးခဲ့ရတာကနေဂျန်နက်နဲ့ခင်မင်ရင်းနှီးခဲ့ပါတယ်။ဒေါက်တာစတီဗင်ဂျုံကတာဝါနှစ်ခုကထွက်လာတဲ့အပိုင်းအစတစ်ခုကိုစစ်ဆေးခဲ့သူဖြစ်ပါတယ်။သူရဲ့ microscope စစ်ဆေးမှုတွေနဲ့အတူသူ့တငယ်ချင်းဖြစ်သူ electronic microscope ကျွမ်းကျင်အဆင့်ရှိသူဒေါက်တာ Jeffrey Fier တို့ကသူတို့တွေ့ရှိချက်တွေကိုသိပ္ပံဆိုင်ရာဝေါ်ဟာရတွေနဲ့မာရသွန်ရှင်းတန်းကြီးနဲ့ရှင်းပြခဲ့ကြပါတယ်။ဒီမှာကျွန်တော်အနေနဲ့ပညာရဆိုင်ရာတွေ့ရှိမှုအလုံးကိုတင်ပြဖို့မဖြစ်နိုင်ပါ။သူတို့ချင်းလင်းချက်တွေမှာကျွန်တော်အခုတင်ပြနေတဲ့တင်ပြချက်နဲ့ဆိုလူရင်းကတခုတည်းပါ။သူတို့တွေ့ရှိချက်ကလည်းရှင်းနေပါ။အလွန်ပြင်းတဲ့အပူချိန်နဲ့အတူပောက်ကွဲမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီတော့အဖြေကရှင်းသွားပါပြီ။လူရင်းကလည်းဒါပဲဖြစ်ပါတယ်။ပောက်ကွဲမှုကြောင့်တာဝါကြီးနှစ်ခုလုံးဖုံမှုန့်တွေဖြစ်သွားရတာပါဒီလောက်နဲ့မလုံလောက်သေးဘူးဆိုရင်လည်းနောက်ထပ်ရှိပါသေးတယ်အထက်ပေါင်း130ရှိတဲ့တန်ကူကွန်ကရစ်တာဝါနှစ်ခုလုံး10စက္ကန့်အတွင်းအောက်ခြေသို့ပုံရက်သားဝတ်ဆင်ပြိုကျသွားခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါကတမန်စဉ်းစားဆင်ခြင်ဉာဏ်ရှိသူတယောက်အဖို့တောင်မဖြစ်နိုင်ဘူးလို့ပဲအဖြေထွက်မှာပါဒီတာဝါနှစ်ခုမှာကွန်ကရစ်တန်ချိန်9သိန်းလောက်သုံးထားပါတယ်ဒီကွန်ကရစ်တွေပေါင်းတာအမှုန့်ဖြစ်သွားပါတယ်မဟင်တန်အောက်ဘက်တစ်ခုလုံးဖုံမှုန့်တွေဖုံးသွားခဲ့တဲ့အထိဖြစ်ပါတယ်။တာဝါနှစ်ခုနဲ့အဆောက်အဦအမှတ်9အကြားပုံရက်သားကျနေတဲ့သတ္တုအပိုင်းအစတွေဟာ2000 degree Fahrenheit ထက်မီးလောင်ခံထားရတာကြောင့်အရေးပျော်သွားခဲ့ရတယ်ဆိုတာကလည်းအထောက်အထားတစ်ခုပဲဖြစ်ပါတယ်။မိသက်သမားတွေအရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေရုံးဝန်ထမ်းတွေနဲ့အတူရူဒီဂျူလီယာနီတို့တက်တည်ထွက်ဆိုချက်တွေအရ
သူတို့တသက်မကြုံစဖူးအရန်ပြည့်တဲ့အပူချိန်ကိုသူတို့အလုံးခံစားခဲ့ကြရတယ်လို့ဆိုပါတယ်စက်တင်ဘာ14ရက်နေ့နဲ့21ရက်နေ့တွေမှာမိုးကြီးရွာသွန်းခဲ့ပါတယ်မိသားတပ်ဖွဲ့ကလည်းရေကန်ကြီးဖြစ်သွားမလားထင်ရလောက်အောင်မိသားပိုက်တွေနဲ့မနာတမ်းပက်နေခဲ့ကြပါတယ်ဒါတောင်ဒီဇင်ဘာ23ရက်နေ့ထိမိကျွင်းမိကြံတွေကြံနေတော့မှသမိုင်းတလျှောက်ရက်ရှည်လများလောင်ကျွမ်းနေခဲ့တဲ့အေယာမမိကြီးဖြစ်ခဲ့ပါတယ်တကယ်လို့ဒီတာဝါနှစ်ခုကိုအဝေးထိန်းစနစ်နဲ့ဖောက်ခွဲဖြိုချပစ်မယ်ဆိုရင်ဒီအဆောက်အဦကိုထောက်ကူထားတဲ့ကော်လန်တိုင်း48ခုကိုဖောက်ခွဲပစ်ရုံပါဒါကြောင့်မျက်မြင်သက်သေတွေကအဆောက်အဦအောက်ခြေမှာပောက်ကွဲမှုတွေဆက်တိုက်ဖြစ်နေခဲ့တယ်လို့ဆိုကြတာဖြစ်ပါတယ်အချို့ကလေရင်မတိုက်ခင်ကပင်ပောက်ကွဲနေခဲ့ပြီလို့ဆိုထားတာတွေလည်းရှိနေပါတယ်တောင်ဘက်ကတာဝါကြီးအောက်ခြေသို့ပုံရက်သားမပြိုကျမီအလျင်အောက်ခြေကနေအဖြူရောင်မီးခိုးလုံးကြီးတွေထွက်လာခဲ့ပါတယ်ဒီလိုအထောက်အထားအခိုင်အမာရှိနေလျက်နဲ့ဒီအဆောက်အဦကြီးပြိုကျတာကဂျက်လီရင်စီတွေကြောင့်လို့ကျွန်တော်တို့ဘယ်လို့မှအဖြေမထုတ်နိုင်ပါဘူးဒီမှာကျွန်တော်တို့အထက်60နဲ့အထက်20မှာပောက်ကွဲမှုကြောင့်ဘေးသို့ပန်းထွက်လာတဲ့မီးတောက်ကြီးကိုထင်ထင်ရှားရှားမြင်နေရပါတယ်ဒါကိုခင်ဗျားတို့ဘယ်လိုထင်ပါသလဲကဲပောက်ကွဲစေတတ်တဲ့ဓာတုပစ္စည်းတွေရှိနေတယ်မီးလောင်ပုံလိုမျိုးဓာတုပစ္စည်းတွေရှိနေခဲ့တယ်ဆိုရင်ဒီလောက်ပြပန်းခတ်မတစီကားနေတဲ့အဆောက်အဦထဲဒီပစ္စည်းတွေဘယ်လိုတတ်ဆင်ကြမလဲဆိုတာမေးစရာရှိပါတယ်ဒါကရှင်းပါတယ်2000ခုနှစ်ဒီဇင်ဘာလဒီတာဝါနှစ်ခုကိုအကြီးစားပြင်ဆင်မှုတွေလုပ်ခဲ့ကြပါတယ်ဒီတာဝါနှစ်ခုလုံးရဲ့ဓာတ်လေကတဝိုက်ကကော်လန်တိုင်းတွေကိုအဓိကပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်မြောက်ဘက်တာဝါ38ထပ်မှာရုံးခန်းဖွင့်ထားတဲ့Donna Construction Company ကတာဝန်ယူပြင်ဆင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်အဲ့ဒီအချိန်က Donna Construction Company အမှုဆောင်အရာရှိ Don Leppard ဆိုတာသမ္မတ George W. Bush ကုန်သွယ်ရေးဌာနအတွင်းရေးမှူး Carlos Gutierrez တို့နဲ့ပုဂ္ဂိုလ်ရေးအရာအကြီးအကျယ်ပတ်သက်ဆက်နွယ်နေသူတဦးပါကုန်သွယ်ရေးဌာနဆိုတာက NIS ရဲ့အုပ်ချုပ်ရေးတာဝန်ခံလည်းဖြစ်ပါတယ် Donna Construction Company ကဖလိုတစ်ခုချင်းစီကိုမိကာတွေတက်ဆင်ပေးခဲ့ပါတယ်ဒီစာရက်စာတမ်းတွေစက်တင်ဘာ17တိုက်ခိုက်မှုနဲ့အတူအလုံးပျောက်ဆုံးသွားခဲ့ပါတယ်သမ္မတ Bush ရဲ့ညီဖြစ်သူ Marvin က Securacom Company မှာ1993ခုနှစ်ကနေ2000ခုနှစ်ထိဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်ခဲ့ပါတယ် Securacom ဆိုတာက Nauma Stratasec လို့လူသိများလာတဲ့ electronic လုံခြုံရေးကုမ္ပဏီဖြစ်ပါတယ် Kuwait American Corporation တခုဖြစ်ပါတယ်ဒီကုမ္ပဏီက American ပြည်ထောင်စုလေကြောင်းလိုင်းတွေ Dal နိုင်ငံတကာလေဆိပ်လုံခြုံရေးနဲ့ကမ္ဘာကုန်သွယ်ရေးစင်တာနှစ်ခုလုံခြုံရေးတို့ကို1998ခုနှစ်ကနေစက်တင်ဘာလ17ရက်နေ့ထိဝန်ဆောင်မှုပေးခဲ့တဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်။အာဏာပိုင်တို့ထွက်ဆိုချက်အရကမ္ဘာကုန်သွယ်ရေးစင်တာနှစ်ခုလုံခြုံရေးနဲ့ပတ်သက်လို့ဒီကုမ္ပဏီပါဝင်ပတ်သက်နေတဲ့အထောက်အထားမတွေ့ရဘူးလို့သိရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကိစ္စမှာအတွင်းပိုင်းအကြီးစားပြင်ဆင်မှုတွေလုပ်ခဲ့တဲ့ကုမ္ပဏီတွေကိုဒီတာဝါနှစ်ခုအခုလိုပြိုကျသွားခြင်းနဲ့ပတ်သက်လို့တာဝန်ရှိကြတဲ့အတွက်စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာဖြစ်ပါတယ်။တာဝါနှစ်ခုရဲ့လုံခြုံရေးကိုတာဝန်ယူထားတဲ့ကုမ္ပဏီကသမ္မတ Bush နဲ့မိသားစုဆွေမျိုးသားချင်းတွေဖြစ်နေပါတယ်။တာဝါနှစ်ခုလုံးလုံခြုံရေးနဲ့ပတ်သက်လို့အတွင်းပိုင်းမှာသူတို့ဘာတွေလုပ်ခဲ့တယ်လဲတက်တည်ပြဖို့ကျွန်တော်တို့မှာတက်တည်သက်ကံဘာအထောက်ထားမှမရှိကြပါ။တန်တရားဖြစ်စရာလို့ဆိုရလောက်အောင်ကိုတစုံတရာမရှိလောက်အောင်လက်ဆက်လက်နက်အလုံးရှင်းပြီးသားပါ။ဒေါက်တာစတီဗင်ဂျုံးရဲ့နောက်ထပ်ရှင်းလင်းချက်အချို့ကြာမှသေးတယ်။သူ့အဆိုအရနာနိုသာမိုက်ပောက်ကွဲမှုတွေအတွင်းဘက်မှာရှိခဲ့တယ်။အမေရိကန်ပြည်သူတွေကလည်းဒီလိုပဲတန်တရားရှိနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာဒီထက်ခိုင်လုံအောင်တက်တည်ပြစရာမရှိပါ။ပောက်ကွဲမှုကြောင့်အဆောက်အဦတစ်ခုလုံးပြောင်းမှုန်တွေဖြစ်သွားပြီးပုံရက်သားပြိုကျသွားတာကတော့အလုံးရှင်းပါတယ်။နောက်တစ်ဆင့်မှာကဘသူတွေလှုပ်ခဲ့ကြတယ်လဲဆိုတာပါ။ဒါကရာဇဝတ်မှုခင်းစုံစမ်းရေးဌာနအလုပ်ပါ။သူတို့စုံစမ်းဖော်ထုတ်ကြရမှာပါ။ဘသူအမိန့်ပေးခဲ့တယ်လဲ။ဘာကြောင့်ဒီလိုလှုပ်ခိုင်းတယ်လဲစသဖြင့်ဒါတွေကသူ့ရဲ့နောက်ဆုံးရှင်းလင်းချက်တွေဖြစ်ပါတယ်အဆောက်အဦအပျက်စီးတွေကတန်ချီတန်ကွင်းတွေရက်မတွေကိုကျွန်တော်တို့စစ်ဆေးနိုင်ရပါတယ်ဒါပေမဲ့ဘယ်ပညာရှင်မှအနာကပ်မလာခင်အပျက်စီးတွေအလုံးကိုချက်ချင်းဆိုလို့တင်မောကြီးတွေနဲ့တည်သွားကြပြီးပင်လယ်ရင်တဲ့ပိုင်းတွေမှာပြစ်ချလိုက်ပါတယ်ဒါကတက်တည်ဖျောက်ပစ်လိုက်တာဆိုတာရှင်းနေပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကမ္ဘာကုန်သွယ်ရေးအဆောက်အဦအတွင်းတည်ဆုံသွားခဲ့ကြသူကြံရစ်သူမိသားစုတွေဒေါသဖြစ်ခဲ့ကြပါတယ်သူတို့ကအဆောက်အဦအပျက်စီးတွေကိုထိမ့်သိမ်းထားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့တောင်းဆိုခဲ့ကြပါတယ်Bill Mining of Fire Engineering Magazine ကဒီကိစ္စနဲ့ပတ်သက်လို့ Ground Zero တက်တည်ဖျောက်ရှင်းလင်းဖယ်ရှားခြင်းဆိုပြီးခေါင်းစဉ်ကြီးနဲ့စာမျက်နှာတဝက်ကျော်ဖော်ပြခဲ့ပါတယ်2002ခုနှစ်မေလ30ရက်နေ့မှာတော့အလုံးရှင်းလင်းဖယ်ရှားပြီးသွားပါပြီ
ဒီလိုရှင်းလင်းဖယ်ရှားနေစဉ်ကာလမှာလဲဘယ်သူကဥဆောင်တယ်ဘယ်သူမှတာဝန်ရှိတယ်ဒါတွေတစ်ခုမှပွင့်လင်းမြင်သာမှုမရှိခဲ့ပါကမ္ဘာကုန်သွယ်ရေးတာဝန်နှစ်ခုပြိုကျပျက်စီးသွားတာနဲ့ပတ်သက်လို့လဲအမေရိကန်ပြည်သူတို့သိလို့သမျှဘာတစ်ခုမှပွင့်ပွင့်လင်းလင်းသိခွင့်မရခဲ့ပါအစစ်မြင့်အင်ဂျင်နီယာနည်းပညာနဲ့အဝေးထိန်ဖြိုချပစ်ခြင်းဆိုတာကွက်ကွက်ကွင်းကွင်းမြင်ခွင့်ရခဲ့တဲ့အမေရိကန်ပြည်သူတို့အဖို့သူတို့ကိုစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စုရဲ့ပြည်သူအခမ်းကဏ္ဍကိုစစ်ဖက်ကနေဝင်ရောက်ဆုဖက်ဖယ်ရှားပစ်ခြင်းလည်းဖြစ်ပါတယ်မနေ့10:03 မိနစ်ရှင်ဘယ်ပန်ဆယ်ဗေးနီးယားအမေရိကန်လေကြောင်းအမှတ်63ဟာတစ်တော်အနီးကအသုံးမပြုတော့တဲ့မိုင်းနင်းလုတ်ကွက်တစ်ခုတို့တနအီမိုင်း980နှုန်းနဲ့ထိုးဆင်းပြတ်ကျသွားပါတယ်ဝါရှင်တန် DC ကနေပြန်တန်းချိန်20မိနစ်ဖြစ်ပါတယ်ဒီလေယာဉ်ကိုပစ်ချလိုက်တာလို့ယူဆရပါတယ်ဒီကိစ္စကလည်းပုံမြင်ဆန်ဆန်သတင်းထွက်လာပါတယ်ခီးသည်တွေကဥဆောင်ပြီးနောက်ထပ်အသေးပြောက်ထပ်မဖြစ်ရအောင်သူတို့စတေးသွားခဲ့တယ်လို့ဆိုပါတယ်စက်တင်ဘာ17စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာကပြန်ပေးသမားဖြစ်သူဇိုက်ဂျာရက်ကမြေပြင်သို့ထိုးဆင်းပြီးအဆုံးစီရင်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီထုတ်ပြန်ချက်မှာခီးစဉ်အမှတ်63နဲ့ပတ်သက်လို့10:09 မိနစ်ထိစစ်ဘက်ကဘာမှမသိခဲ့ဘူးလို့ဖော်ပြထားပါတယ်ဒီအချိန်ကလေယာဉ်ပြတ်ကျသွားပြီး4မိနစ်အကြာဖြစ်ပါတယ်ကဲထားလိုက်ပါခီးစဉ်အမှတ်63မှာကောဘာအထောက်ထားတွေကြံနေခဲ့တယ်လဲကြည့်ကြပါမယ်ဒီမှာသတင်းဖြေကြားနေသူရဲ့နောက်ဆုံးကောက်ချက်ကရှင်းပါတယ်ဒီမှာဘာမှမရှိဘူးအပိုင်းအစတွေတော့ရှိနေပါတယ်အားလုံးပြန့်ကျဲနေပါတယ်အကြီးဆုံးအပိုင်းကလက်ဆွဲအိတ်တာလောက်ပဲဖြစ်တယ်လို့ဆိုထားတာဖြစ်ပါတယ်ရှင်းဘယ်မြို့တော်ဝန်ဆမဆက်ကောက်တီကော်နာနဲ့အတူမျက်မြင်သက်သေတွေကအခုလိုကောက်ချက်ချပါတယ်ခီးသည်တွေတင်ဆောင်လာတဲ့လေယာဉ်ပဲခီးသည်အလောင်းတွေရှိကိုရှိရမယ်လေယာဉ်သေးသေးကွေးလေးတွေမှာတောင်ပြတ်ကျသွားတယ်ဆိုခီးသည်ကိုအင်ကအစိပ်ပိုင်းအစအနတွေတွေ့ရတာပဲလို့ဆိုပါတယ်ဒီမှာကယ်ဆယ်ရေးနဲ့ရှေးဦးသူနာပြုရင်တွေအများကြီးရောက်လာခဲ့ကြပါတယ်အားလုံးဘာမှလုပ်เสียမရှိလို့ဒီအတိုင်းဗလာကြီးပြန်သွားခဲ့ကြပါတယ်ဒါက Fox News ဓာတ်ပုံဆရာ Chris ကိုအင်တာဗျူးထားတာဖြစ်ပါတယ်သူပြောထားတာကလည်းရှင်းပါတယ်It looks like there's nothing there except for a hole in the ground. Basically, that's right. The only thing you could see from where we were was a big gouge in the earth and some broken trees. We could see some people walking around in the area, but from where we could see, there wasn't much left. Any large pieces of debris at all? ဒီမှာဘာမှမရှိဘူးပေ20-50လောက်ကျဲတဲ့တွင်းပေါက်ကြီးတစ်ခုရယ်ပြမှုံတွေရယ်မီးခိုးတွေရယ်အပင်ကိုင်းအချို့ကျိုးကျနေတာရယ်လေရင်ကိုယ်ထဲတတ်တုအပိုင်းအစအချို့ရယ်NTSB ကလူတွေဟိုသွားဒီသွားအခုခမည်းမြင်နေရတဲ့အတိုင်းပဲလို့ဒါတွေပြောသွားတာဖြစ်ပါတယ်ကျွန်တော်တို့မှာဒီလိုခီးတဲ့တင်လေရင်ကြီးတွေပြတ်ကျသွားတဲ့သမိုင်းတွေကမ္ဘာတဝန်းအများကြီးရှိနေပါတယ်ဒါတွေနဲ့နှိုင်းယှဉ်ကြည့်ကြပါမယ်တူရကီလေကြောင်းလိုင်းခီးစဉ်အမှတ်981ဟာမမျှော်လင့်ပဲဖိအားတစ်ခုနဲ့ကြုံတွေ့ရပြီးလေထုထဲပောက်ကွဲသွားပြီးနောက်တောအုပ်တစ်ခုထဲပြတ်ကျသွားခဲ့ပါတယ်ခီးတဲ့346ဦးလုံးသေဆုံးသွားခဲ့ပါတယ်လူသေအလောင်း40ကျော်ပြန့်ကျဲနေရာကနေရှာဖွေတည်ယူရရှိနိုင်ခဲ့ပါတယ်6ဦးကတော့သူတို့ထိုင်ခုံတွေမှာပဲသေဆုံးနေကြပါတယ်အိန္ဒိယလေကြောင်းခီးစဉ်အမှတ်182ဟာအတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်နေစဉ်လေထဲမှာပဲပောက်ကွဲမှုဖြစ်ပြီးပြတ်ကျသွားခဲ့ပါတယ်လေယာဉ်အပြက်အစီးတွေနဲ့အတူလူသေအလောင်း130လောင်းကိုဆယ်ယူနိုင်ခဲ့ကြပါတယ်ဂျပန်လေကြောင်းခီးစဉ်အမှတ်123ဟာပြန်တန်းပြီး12မိနစ်အကြာမှာဆက်ရွှေ့ရင်းမှုကြောင့်တောင်တန်းတစ်ခုပေါ်သို့ပြတ်ကျသွားခဲ့ပါတယ်။ကမ္ဘာလေယာဉ်ပြတ်ကျမှုသမိုင်းမှာအသေးပြောက်အများဆုံးလေယာဉ်ပြတ်ကျမှုဖြစ်ပါတယ်။ခီးသည်900တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။၄ဦးအသက်ရှင်ခဲ့ပါတယ်။ကျွန်တော်ဒီမှာဥပမာအနေနဲ့ဒီ3ခုလောက်ပဲဖော်ပြနိုင်ပါတယ်။နောက်ထပ်အများကြီးကြံပါအောင်မယ်။စက်တင်ဘာ17လေယာဉ်ပြတ်ကျမှုမှာအမေရိကန်လေကြောင်းလိုင်းခီးစဉ်အမှတ်93Boeing 757လေယာဉ်ကြီးဟာအထက်ကပြောခဲ့သလိုကွင်းမြင်ကြီးတစ်ခုသို့ထိုးကျပျက်စီးသွားခဲ့တာပါလေယာဉ်ကိုယ်ထဲခရီးသည်အလောင်းတွေဘာတစ်ခုမှမကြံပဲဒီမှာနောက်ထပ်တစ်ခါအားလုံးပြမှုံတွေဖြစ်သွားပြန်ပါတယ်ပဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့2001ခုနှစ်အောက်တိုဘာလထုတ်ပြန်ချက်မှာလေယာဉ်ပြတ်ကျသွားတဲ့နေရာမြေကြီးပေါ်မှာလေယာဉ်စီဖိတ်စင်ကျသွားတဲ့အထောက်အထားမတွေ့ရဘူးလို့ဆိုပါတယ်ခရီးစဉ်အမှတ်757ခရီးသည်တင်လေယာဉ်ကြီးဟာလေယာဉ်စီဂါလန်9000အလေးချိန်အပြင်38500တင်ဆောင်လာခဲ့တာဖြစ်ပါတယ်ဒီစီတွေအနက်လောက်တောင်မတွေ့ရဘူးဆိုတာဖြစ်နိုင်ပါမလား
20ဦးမြောက်ပြန်ပေးသမားလို့ဆွဆွဲခံထားရသူဇာကရိုင်ယာမဆာဝီကို2006ခုနှစ်မှာရုံးတင်စစ်ဆေးခဲ့ရာ FBI ကနေထိရောက်တဲ့သက်သေအထောက်အထားတွေတင်ပြတာမျိုးမတွေ့ရပြန်ပါအနီရောင်လက်စည်းပေါ်ဝါတစ်ခုဆော်ဒီဘယက်နိုင်ငံတော်ရေမောင်းလိုင်စင်တစ်ခုဖလော်ရီဒါရေမောင်းလိုင်စင်ခီးတဲ့ CC Lyris ရဲ့ကတ်တစ်ခုနဲ့အတူသူမရဲ့ရေမောင်းလိုင်စင် Marriott Hotel ကတ်တစ်ခုဒါတွေပဲဖြစ်ပါတယ်757 Boeing အမျိုးအစားလေယာဉ်ကြီးတစ်ခုလုံးပြားမှုန့်လို့အပိုင်းအစတွေဖြစ်သွားတာစက်ကူပိတ်စနဲ့လှုပ်ထားတဲ့လယ်စည်းတို့လိုင်စင်တို့ကတော့ချစ်ရတောင်မရှိအကောင့်ပဂတိအတိုင်းတွေ့ရတာအတော့ကိုထူးဆန်းလွန်ပါတယ် FBI ကလေယာဉ်အင်ဂျင်အပိုင်းအစအချို့နဲ့ကိုယ်ထည်အပိုင်းအစအချို့ရဲ့ဓာတ်ပုံတွေကိုထုတ်ပြန်ခဲ့ပါတယ်ဒီအပိုင်းအစတွေဘယ်နေရာကတွေ့တယ်ဆိုတာဖော်ပြထားတာမတွေ့ရပါစက်တင်ဘာ17ရက်နေ့က Shanksville, Pennsylvania မှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာပဟေလိတစ်ခုလိုကြံနေခဲ့ပါတယ်သို့တော့ဒီနေရာမှာဘိုးရင်အမျိုးအစားလေယာဉ်တစ်စင်းပြတ်ကျခဲ့တာမဟုတ်ဘူးဆိုတာကတော့သေချာပါတယ် WTC-7 ပြိုကျမှုမှာပောက်ကွဲမှုဖြစ်ရတွေကအဓိကအခန်းကဏ္ဍမှာပါဝင်နေခြင်းမရှိခဲ့ပါ NIS ကလည်းပောက်ကွဲမှုဖြစ်ရများမရှိခဲ့ဘူးလို့နှီးကုန်းချုပ်ထားပါတယ်ဒါကြောင့်ပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ရှင်းလင်းရမလို့အပ်ဘူးလို့ဆိုပါတယ်1984ခုနှစ်မှာကမ္ဘာကုန်သွယ်ရေးစင်တာအဆောက်အဦအမှတ်9ဆောက်လုပ်ရေးစတင်ခဲ့ပါတယ်38ထပ်အဆောက်အဦဖြစ်ပါတယ်ကမ္ဘာကုန်သွယ်ရေးတာဝါနှစ်ခုကမြောက်ဘက်တာဝါနဲ့ပေ300အကွာမှာဖြစ်ပါတယ်1989ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနရုံးတွေအခွန်ရုံးတွေလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရုံးတွေတည်ရှိခဲ့ရာအဆောက်အဦကြီးဖြစ်ပါတယ်ဝါရှင်တန်မြို့တော်အပြင်ဘက်မှာဗဟိုထောက်လှမ်းရေး agency CIA ရဲ့အကြီးဆုံးရုံးခွဲလို့လည်းလူသိများပါတယ်ရုံးလုပ်ငန်းတွေကိုတော့ခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ် Security and Exchange Commission ကသူတို့ရဲ့စုံစမ်းစစ်ဆေးမှုများနဲ့ပတ်သက်လို့ဖိုင်တွဲပေါင်း3000ကနေ 4000 လောက်ထိဒီအဆောက်အဦထဲတင်စီထားခဲ့တယ်လို့သိရပါတယ်ဒီဖိုင်တွေကဘာဖိုင်တွေလဲဆိုတာမှတ်တမ်းမှတ်ရမရှိပါ1999ခုနှစ်ဇွန်လ10ရက်နေ့မှာမြို့တော်ဝန် Rudolph Giuliani ရဲ့အရေးပေါ်စီမံကွပ်ကဲရေးစင်တာကို23ထပ်မှာဖွင့်လှစ်နေရာချထားပေးခဲ့ပါတယ်CNN သတင်းအရဒီအရေးပေါ်စီမံကွပ်ကဲရေးစင်တာတစ်ကကမ္ဘာကုန်သွယ်ရေးတာဝါနှစ်ခုနဲ့လမ်းတစ်ဖက်တစ်ချက်မှာရှိနေတဲ့အဆောက်အဦအမှတ်9 23ထပ်မှာတည်ရှိတယ်လို့ဆိုပါတယ်အထက်တစ်ခုလုံးကြီးကာတွေဖြစ်ကြပြီးဘုံတန်ခံနိုင်အောင်စီမံထားပါတယ်လျှက်စစ်မီးပြတ်တောက်သွားတာမျိုးမဖြစ်ရအောင်ကိုယ်ပိုင်မီးစက်လည်းတပ်ဆင်ထားပါတယ်ကိုယ်ပိုင်လေယာဉ်လည်းရှိပါတယ်ဒီဌာနကမြို့တော်လေးစိတ်တွေကမ်းရိုးတန်းအဆောင်တပ်ဖွဲ့တွေပင်တဂွန်တို့နဲ့ချိတ်ဆက်ထားပါတယ်နယူးယောက်မြို့တော်ကအဓိကအဆောက်အဦအလုံးရဲ့အချက်လက်တွေသူတို့ကွန်ပျူတာထဲသိမ်းဆည်းထားပြီးအရေးပေါ်ဘေးလွတ်ရာလမ်းကြောင်းတွေပါဝင်ပါတယ်ဟာရီကိန်းနဲ့အပူလိုင်းဖြတ်ခြင်းအကြမ်းဖက်တိုက်ခိုက်ခြင်းဒါတွေကိုဒီရုံးကကင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်နယူးယောက်အာဏာပိုင်တို့အဆိုအရသူတို့အတွင်းစီကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်ကျွန်တော်တို့စိတ်ကူးနိုင်သမျှအဆိုးဝါးဆုံးအကြက်တဲတွေကိုပင်သူတို့ကောင်းကောင်းကြီးကင်တွယ်ဖြေရှင်းနိုင်တယ်လို့သိရပါတယ်စက်တင်ဘာ17မြောက်ဘက်တာဝါတိုက်ခိုက်မှုမဖြစ်မီ6:48မိနစ်မှာအဆောက်အဦအမှတ်9အရေးပေါ်အချက်ပြအတန်စနစ်ကမမျှော်လင့်ပဲစမ်းသပ်အနေအထားရောက်နေခဲ့ပါတယ်စမ်းသပ်မှုကြာချိန်8နာရီဖြစ်ပါတယ်ဒါကပြုပြင်ထိန်းသိမ်းမှုလုပ်နေတဲ့အခါမှဒီအနေအထားမျိုးဖြစ်ရမှာပါဒီအချိန်မျိုးမှာမီးလောင်မှုအချက်ပေးတန်တွေကိုလည်းပိတ်ထားရပါတယ်ဒုတိယလေယာဉ်ကတောင်ဘက်တာဝါကိုတိုက်သွားခဲ့ရာအမှတ်9အဆောက်အဦတစ်ခုလုံးလျှက်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်ဒါကြောင့်အဆောက်အဦအတွင်းလူတွေကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရပါတယ်ကမ္ဘာကုန်သွယ်ရေးတာဝါနှစ်ခုလုံးပြိုကျသွားခဲ့ပေမဲ့ဒီအဆောက်အဦဘေးမသီရမခထိထိကြီးကျန်နေခဲ့ပါသေးတယ်22ထပ်အဆောက်အဦအမှတ်3ဟာတာဝါနှစ်ခုပြိုကျရာကကျလာတဲ့အပျက်စီးတွေကြောင့်အဆောက်အဦတဝက်လောက်ဆိုးဆိုးရွားရွားပျက်စီးထိခိုက်သွားပေမဲ့ဒီအမှတ်9အဆောက်အဦကတော့မပြတ်မစီကျန်နေခဲ့ပါတယ်တောင်ဘက်တာဝါအရှိတ်ဘက်ကအဆောက်အဦအမှတ်4ကိုထအဆောက်အဦပြပြဝပြိုဆင်းသွားခဲ့တာတောင်ဒီအမှတ်9အဆောက်အဦကြီးကထိထိကျန်နေခဲ့ပါတယ်မြောက်ဘက်တာဝါအရှိတ်ဘက်ကအဆောက်အဦအမှတ်5ကိုထအဆောက်အဦတစ်ခုလုံးမီးလောင်ပြီးအဆောက်အဦတစ်ခုလုံးပျက်စီးသွားနေပါတယ်အဆောက်အဦအမှတ်9နဲ့မြောက်ဘက်တာဝါကြားကအဆောက်အဦအမှတ်6ခေါင်မိုးမှာအပေါက်ကြီးတစ်ခုဖြစ်နေပြီးပြင်းပြင်းထန်ထန်မီးလောင်နေခဲ့ပါတယ်အဆောက်အဦအမှတ်5အဆောက်အဦအမှတ်6မပြိုကျခဲ့ပါ Dash Bank အဆောက်အဦလည်းမပြိုကျခဲ့ပါနောက်မှပြိုချပစ်ခဲ့ကြပါတယ်လန်ဒဘက်က Millennium Hotel အဆောက်အဦလည်းမပြိုကျခဲ့ပါအဆောက်အဦအမှတ်9 48ထပ်အဆောက်အဦကတောင်ဘက်မျက်နှာစာမှာနည်းနည်းပါးပါးပျက်စီးမှုတွေရှိခဲ့တယ်ဆိုပေမဲ့အကောင့်ပဂတိအတိုင်းရှိနေခဲ့ပါတယ်ဒီအဆောက်အဦကြီးကဘယ်လိုအကြောင်းကြောင့်တာဝါကြီးတွေလိုမြေကြီးပေါ်ပုံရက်သားပြိုကျသွားခဲ့တယ်လဲဆိုတာအံ့ဖွယ်ဖြစ်ပါတယ်
ဒီအဆောက်အဦအမှတ်9ပြိုကျပျက်စီးသွားတာနဲ့ပတ်သက်လို့စက်တင်ဘာ17နောက်ပိုင်းမှာထုတ်ပြန်ချက်တွေမရှိသလောက်ဖြစ်ပါတယ်။မှန်ပါတယ်လေရင်စီးကြောင့်ဖြစ်ရတယ်လို့ပြောဖို့ဒီအဆောက်အဦကလေရင်နဲ့အဝင်တိုက်ခံရတာမျိုးလည်းမရှိပါ။အကောင်းပကတိအဆောက်အဦကြီးဘယ်လိုလုပ်မြေကြီးပေါ်ပုံရက်သားပြိုကျသွားခဲ့တယ်လဲထူးထူးခြားခြားစဉ်းစားစရာလိုမယ်မထင်ပါ။ဒီအဆောက်အဦကြီးပြိုကျမှုနဲ့ပတ်သက်လို့နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်ရအောင်မှာဖြစ်ပေမဲ့အကျွင်းကြံအလုံးလက်ဆလက်နဖြောက်ဖျက်ဆီးခံလိုက်ရပါတယ်။စုံစမ်းစစ်ဆေးမှုလုပ်ဖို့အပိုင်းအစကလေးတစ်ခုလောက်တောင်မကြံခဲ့တဲ့အထိဖြစ်ပါတယ်။သို့တော့ FEMAS အလွတ်တန်းစုံစမ်းစစ်ဆေးမှုများကအဆောက်အဦအမှတ်9ကထုတ်တန်းအပိုင်းအစအချို့ရအောင်ယူခဲ့ကြပြီးသူတို့လိုအပ်သမျှစစ်ဆေးပြီးနောက်အခုလိုထုတ်ပြန်ခဲ့ကြပါတယ်။သူတို့ထုတ်ပြန်ချက်ထဲမှာပုံမှန်မိလောင်မှုမျိုးထဲမှာမတွေ့ဖူးတဲ့ပုံစံမျိုးကိုတွေ့ရကြောင်းအချို့အပိုင်းအစတွေမှာအပေါက်ကြီးတွေပါဝင်နေကြောင်းအလွန်ပြင်းတဲ့အပူချိန်ကိုခံထားရလို့အရေးပျော်နေတဲ့အပိုင်းတွေတွေ့ရကြောင်းခမအပူချိန်1000 ဒီဂရီစင်တီဂရိတ်ကျော်ဖြစ်မယ်လို့ဖော်ပြထားပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ဒေါက်တာစတီဗင်ဂျုံးကဒီအဆောက်အဦအမှတ်9ရဲ့တန်တူတန်ဆတွေကိုစစ်ဆေးရမှာကျွန်တော်တို့စစ်ဆေးခဲ့တယ်လို့ပဲ microscope စစ်ဆေးမှုနဲ့အတူ X-ray EDS နည်းတွေသုံးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တွေ့တဲ့အနီရောင်အညိုရောင်တွေကိုသူတို့လည်းတွေ့မြင်ခဲ့ကြတာဖြစ်ပါတယ်။အလွန်ပြင်းတဲ့အပူချိန်တစ်ခုနဲ့လောင်ကျွမ်းခဲ့တာsulfur drop ပေါင်းတွေပါဝင်နေခြင်းဒါတွေကအဓိကတန်တရားဖြစ်စေရတဲ့တဲ့အထောက်အထားတွေဖြစ်တယ်လို့ဆိုပါတယ်။သို့တော့နောက်မှာ FEMAS အပါအဝင်အခြားအလွတ်တန်းစုံစမ်းစစ်ဆေးရေး agency တွေကနေထူးထူးခြားခြားဒီလိုအတန်မျိုးတွေထွက်မလာတဲ့အပြင်ဒီကိစ္စအဆိုးအပြောပင်မရှိတော့ပဲရပ်တန့်သွားခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှာမျက်မြင်သက်သေနောက်ထပ်2ယောက်ကျန်နေပါသေးတယ်။တစ်ယောက်က Michael Hans ပါသူကမနေ့7နာရီမှာ UPN သတင်းဌာနသို့သွားခဲ့သူဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့ Barry Ginny ဖြစ်ပါတယ်။ Barry Ginny ကရှစ်ထက်ကမြို့တော်အိမ်ရဌာနမှာအလုပ်လုပ်တာဖြစ်ပါတယ်။သူ့အတွေ့အကြုံကိုပြောပြရမှာကသူနဲ့ Mr. Hunch ဆိုသူတို့23ထက်ကိုရောက်ခဲ့ကြပါတယ်။သူက Hunch ကိုထွက်ပြေးကြဖို့ပြောရင်းနှစ်ယောက်သားအောက်ထပ်သို့ပြေးဆင်းခဲ့ကြပါတယ်။ကျွန်တော်တို့ရှစ်ထက်လောက်ရောက်တော့ပောက်ကွဲတန်ကြီးတွေကြားရပါတယ်။ငါတို့တော့ဒီမှာဒီနေ့သေဖို့ပဲရှိတော့တယ်။ဒီကနေထွက်လို့ရမယ်မထင်ဘူးလို့ပြောနေခဲ့ကြတယ်လို့ဆိုပါတယ်။2009ခုနှစ်ဇွန်လမှာ Barry ကိုနောက်ထပ်အင်တာဗျူးတွေလုပ်ခဲ့ကြရာ Barry ကအခုလိုဆိုထားပါတယ်။ 52 years old. Hi ကျွန်တော်က Barry Ginny ပါအသက်52နှစ်ဖြစ်ပါတယ်။လုပ်သက်33နှစ်ရှိပါပြီ။ကလေး4ယောက်အဖေဖြစ်ပါတယ်။ကမ္ဘာကုန်သွယ်ရေးတာဝါကိုပထမလေယာဉ်ဝင်တိုက်လိုက်ပြီးနောက်ကျွန်တော်တို့တာဝါမှတ်9 23ထပ်ကနေကျွန်တော်ကိုဖုန်းခေါ်ပါတယ်။ကျွန်တော် lobby ကိုရောက်တော့အဲ့ဒီမှာရဲတွေတွေ့ပါတယ်။ဓာတ်လှေကားစီးတော့ကျွန်တော်ရဲ့ Mr. Hunch ရဲ့ပေါ့။အဲ့ဒီတုန်းကတော့ကျွန်တော်နဲ့ Hunch အတိတွေမဟုတ်ကြသေးပါ။ကျွန်တော်တို့23ထပ်ရောက်တော့ဘယ်သူမှမရှိကြတော့ပါ။တောက်လက်ဆကော်ဖီခွက်တွေနဲ့စားလက်ဆဆန်ဒဝစ်တွေပြန်ကျဲနေပါတယ်။ကျွန်တော်ရဲ့ Mr. Hunch ရဲ့ပဲရှိပါတယ်။ကျွန်တော်ဟိုတီတီခေါ်ကြည့်ပါတယ်။ပြန်ပြောကြတာကပြေးတော့လာရလန်းအတိုင်းပြေးပြီတော့လို့ဆိုပါတယ်ကျွန်တော်နဲ့ Hunch အရေးပေါ်လှေကားအတိုင်းပြေးဆင်းခဲ့ကြပါတယ်6ထပ်သို့ရောက်ပါတယ်ဒီမှာပောက်ကွဲတန်ကြီးတစ်ခုကြားရပြန်ပါတယ်ကျွန်တော်တို့ဆင်းလာရလှေကားပိတ်သွားခဲ့ပါတယ်ဒါနဲ့ကျွန်တော်8ထပ်ကိုပြန်တက်ပါတယ်ဒီမှာအားလုံးပဲမှောင်နေပါပြီမှောင်တယ်ပူတယ်အရန်ပူတာပါကျွန်တော် Hunch ကိုဖုံးစမ်းကြည့်ဖို့ပြောပြီးမိသက်ပိုက်ရှာပါတယ်ပတင်းမောက်ကိုထုခွဲလိုက်ပါတယ်ပတင်းမောက်ကနေအောက်မှာမီးလောင်နေတဲ့ရဲကားတွေဘတ်စ်ကားတွေတွေ့ရပါတယ်အောက်ဆင်းပြေးဖို့ကျွန်တော်လမ်းရှာကြည့်ပါတယ်ကျွန်တော်ပိတ်မိသွားပါပြီအဲ့ဒီမှာနာရီအတော်ကြာကျွန်တော်တို့ပိတ်မိနေခဲ့ပါတယ်အပြင်ကအဆောက်အဦတစ်ခုပြိုကျသွားတာတွေ့ရပါတယ်ဒီမှာကျွန်တော်အတွက်လှုပ်ရှားတစ်ခုပဲကြံပါတယ်မိသားပိုက်နဲ့တွေ့ဆင်းသွားဖို့ပါအဲ့ဒီမှာမိသားသမားတွေရောက်လာပါတယ်ပူလုံးတို့ကျွန်တော်မနေနိုင်တော့ပါမိသားသမားတွေကပြောပါတယ်မလုပ်ပါနဲ့မိသားပိုက်ကခမည်းကိုအလေးချိန်ကိုမခံနိုင်ဘူးမလုပ်နဲ့လို့ဆိုပြီးပြောသွားကြပြန်ပါတယ်ကျွန်တော်လည်းကြံရမရတော့နောက်ထပ်တစ်ကြိမ်ထပ်ကြိုးစားကြည့်မယ်လို့တော့မိသားသမားတွေမလုပ်နဲ့လို့ခေါ်တန်းကြရပြန်ပါတယ်။ဘာတွေဖြစ်နေလဲကျွန်တော်မသိတော့ပါဒီမှာပထမတာဝါပြိုကျလာပါတယ်။သူတို့ပြန်လာနေကြတာတွေ့ပါတယ်။တခါပြန်ပြေးကြပြန်ပါတယ်။ဒီမှာဒုတိယတာဝါပြိုကျလာပါတယ်။ဒီတော့တခါပြန်ပြေးလာကြပြန်ပါတယ်။မကြခင်မဲ့နောက်ထပ်မိသားသမား10ယောက်ရောက်လာပြန်ပါတယ်။ဒီမှာကျွန်တော်အမြဲကြားနေရတာကပောက်ကွဲတမ်းပါ။အဆက်မပြပောက်ကွဲနေတဲ့ပောက်ကွဲတမ်းအပူအေယာမအပူရှိန်ဖြစ်ပါတယ်ဒီမိသက်သမားတွေအခုညီနဲ့ကျွန်တော်ငရဲကနေလွတ်လာခဲ့ပါတယ်ကျွန်တော်နောက်ထပ်ဘလောက်20စာလောက်ပြေးလာခဲ့ပါတယ်သတင်းသမားတွေကျွန်တော်ကိုအမိလိုက်ပြီးအင်တာဗျူးကြပါတော့တယ်ဒါက Barry ရဲ့ကိုယ်တွေ့အဖြစ်ပြက်ပါ Barry ကိုယ်တွေ့အဖြစ်ပြက်ကအ
အခြေအနေကိုတမျိုးပြောင်းသွားစေခဲ့ပါတယ် WTC မှာဘာတွေဖြစ်ခဲ့တယ်လဲ Berry ကိုရဲ့အဖြစ်အပျက်ကရှင်းရှင်းလင်းလင်းပြောပြီးသားပါ2008ခုနှစ်ဩဂုတ်လထဲ Berry interview YouTube ပေါ်ရောက်သွားခဲ့ရာ American ပြည်သူတို့အမှန်တရားကိုရှင်းရှင်းလင်းလင်းသိသွားခဲ့ကြပါတယ် Berry ကတော့ကန်ဆိုသွားပါတယ်2008ခုနှစ်ဩဂုတ်လ NIST ကအဆောက်အဦအမှတ်9ဘယ်လိုပြိုကျသွားခဲ့တယ်လဲဆိုတာနဲ့ပတ်သက်လို့ရှင်းလင်းချက်မထုတ်ပြန်မီ2ရက်အလိုမှာ Berry တယောက်အမျိုးမီမသိယောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ် NIST ရှင်းလင်းချက်က Berry နဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေပါတယ်သူတို့ရှင်းလင်းချက်ထဲအတွင်းဘက်မှာပောက်ကွဲမှုမရှိဘူးလို့ပြောင်းညင်းလိုက်ရာဒါက Berry ဘာကြောင့်ကွယ်လွန်သွားခဲ့တယ်လဲဆိုတဲ့အဖြေလည်းဖြစ်ပါမယ်မျက်မြင်သက်သေ Berry လည်းမရှိတော့ဘူးဆိုတော့သူတို့ဘာပြောအတီးဖြစ်သွားပြီးမို့လူထုအဖို့စူးစူးညံ့ညံ့တောင်းဆိုတန်လောက်နဲ့ပြီးသွားပါတယ်ဒီနေ့ American ပြည်သူတို့ရလိုက်တဲ့တခုတည်းသောအချက်က Berry ဆေးရုံတို့ရုတ်တရက်မတက်ရောက်မီအကောင့်ပကတိပဲရှိနေခဲ့တာပါသို့တော့ဩဂုတ်လ19ရက်နေ့မှာအမျိုးအမည်မသိယောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်ပါတယ်Berry ဂျင်းနီရဲ့ထွက်ဆိုချက်တွေလည်းလေထဲပျောက်သွားခဲ့ပါပြီဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့အလွတ်တန်းစုံစမ်းစစ်ဆေးရေး agency တစ်ခုကအလုပ်လုပ်ခဲ့ရာ Berry မသိခင်အခုလို email နဲ့အကြောင်းကြားခဲ့ပါတယ်ဒီမှာကျွန်တော်အနေနဲ့အတော်လေးပြည့်ပြည့်စုံစုံဖော်ပြခဲ့ပြီးဖြစ်လို့ညီကုန်းချုပ်ရပါမယ်ကမ္ဘာကုန်သွယ်ရေးစင်တာအဆောက်အဦအမှတ်9မှာအလုပ်လုပ်နေတာအထက်ကပြောခဲ့တဲ့လူ2ယောက်တည်းမဟုတ်ပါအဲ့ဒီမှာအစိုးရ agency တွေအများကြီးရှိနေခဲ့တယ်လို့အလုပ်လုပ်နေသူတွေအများကြီးရှိနေပါတယ်သူတို့ဘာလုပ်ကြတယ်ဘယ်လိုတာဝန်တွေကိုထမ်းဆောင်နေကြတယ်ဘယ် American ပြည်သူတယောက်တလေမျှမသိကြပါသူတို့ဘာတွေဖြစ်သွားကြတယ်လဲအဖြေကရှင်းရှင်းလေးပါအဆောက်အဦမပြိုကျမီကပင်ပောက်ကွဲမှုတွေထဲသူတို့အလုံးသေဆုံးသွားကြပြီဖြစ်ပါတယ်ဒီအဆောက်အဦကညနေ9နာရီမိနစ်20ကြာမှပြိုကျသွားတာဖြစ်ပါတယ်ရှေ့ကတာဝါ2ခုပြိုကျသွားခဲ့တယ်လို့ပဲမြေပေါ်သို့မယိမ့်မယိုင်တဲ့မမအလွတ်တန်းပြိုကျသွားခဲ့တာဖြစ်ပါတယ်ခုနှစ်လောက်အရှိန်ယူရေးပြီးမှထုတ်ပြန်ခဲ့တဲ့အစိုးရထုတ်ပြန်ချက်ကလည်းထူးထူးခြားခြားဘာမှမရှိပါရှေ့ကတာဝါ2ခုပြိုကျသွားတယ်လို့မီးလောင်ပြိုကျသွားတယ်လို့ဆိုတာကိုပဲအကြောင်းထပြောသွားခဲ့ပါတယ်ကဲအခုတင်ပြမှုကနေကျွန်တော်ပြိတ္တာဘာတွေများရခဲ့ပါသလဲကျွန်တော်ပြိတ္တာတူးချင်းစီမှာဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုတွေကခန်းစားချက်တွေကိုအခြေခံလို့ဖြစ်နိုင်တယ်လို့ဓမ္မတိတ်တန်ကြလည်းဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျားတို့အနေနဲ့အတိတ်ပဲမရှိပါဘူးကွာဆိုပြီးညင်းကျင်လဲညင်းနိုင်ကြပါတယ်တခုခုကိုညင်းပယ်လိုက်ရတာကအကျိုးကြောင့်စီလီယောစဉ်းစားဆင်ခြင်ရတာထက်ပိုလွယ်ပါတယ်အမေရိကန်ပြည်ထောင်စုကစက်တင်ဘာ17ရက်လိုမျိုးကမ္ဘာတလွှာဒီလိုဆိုးရွားတဲ့အဖြစ်အပျက်တွေအများကြီးပါအမေရိကန်ပြည်သူတွေရောကမ္ဘာပြည်သူတွေပါအမှန်တရားကိုသိဖို့စောင့်နေကြပါတယ်။ကွယ်လွန်သေးဆုံးသွားခဲ့ကြသူတွေရဲ့ကြံရစ်သူမိသားစုတွေငဲတမ်းပါအောင်အော်ဟစ်တောင်းဆိုနေကြပေမဲ့သူတို့အတန်တွေကလေထဲလွင့်မျောပျောက်ကွယ်သွားနေပါတယ်။စက်တင်ဘာ17ဖြစ်ရာဟာကြေကွဲစရာဖြစ်ရာတစ်ခုတည်းမဟုတ်ပါ။အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ကြောက်မဲ့ဖွယ်လူသတ်မှုကြီးလည်းဖြစ်ပါတယ်။ဒါကအမေရိကန်ပြည်ထောင်စုကအာဏာသိမ်းမှုတစ်ခုပါ။နိုင်ငံခြားရေးရာနဲ့ပြည်တွင်းမူဝါဒအလုံးကိုအကြမ်းဖက်ရန်လိုတဲ့နည်းနဲ့အသွင်ပြောင်းပြီးပါဝါအာဏာကိုအုပ်စီးလိုက်ခြင်းဖြစ်ပါတယ်။အမေရိကန်တို့စကားရောင်းအားကောင်းဖို့အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကိုနေကင်းကြောင်တောင်တပ်ဖြတ်ပစ်ခဲ့တာဖြစ်ပါတယ်။ဒီ theory ကိုခင်ဗျားတို့အသစ်အဆန်းလို့ယူဆကြစေလိုပါ။ဒါကအယူအဆသစ်တစ်ခုလည်းမဟုတ်ပါဘူး။ Meet Smedley Butler ဖခင်ဖြစ်သူကရှစ်နေ1898ခုနှစ်ရွေးကောက်ခံလွှတ်တော်အမတ်နိုင်ငံရေးသမားတဦးပါဘတ်တလာကအသက်16နှစ်အရွယ်မှာစစ်ထဲဝင်ခဲ့ပါတယ်အသက်48နှစ်မှာဗိုလ်မှူးချုပ်ဖြစ်ခဲ့ရာအမေရိကန်စစ်တပ်သမိုင်းမှာအသက်အငယ်ဆုံးတဲ့ဗိုလ်မှူးချုပ်တဦးဖြစ်ခဲ့သူပါကွန်ဂရက်ကချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဘွဲ့2ကြိမ်ရခဲ့ပါတယ်တရက်မှာသူ့ထံသို့ပုဂ္ဂိုလ်2ဦးရောက်လာပြီးဒေါ်လာသန်း30နဲ့ထိုစဉ်ကသမ္မတဖြစ်သူရုစ်ဘက်ကိုအာဏာသိမ်းပြီးသမ္မတအဖြစ်ကနေဖြုတ်ချပေးဖို့ကမ်းလှမ်းပါတယ်ဇင်ယံငွေအဖြစ်ဒေါ်လာ9သိန်းပေးပါတယ်ဘတ်တလာသဘောတူခြင်းအောင်ဆောင်လိုက်ပါတယ်တကယ်လို့သဘောမတူဘူးဆိုရင်နောက်ွယ်ကကြိုးကင်စေခိုင်းနေတဲ့ခွင်းဆက်ပျောက်သွားမှာဖြစ်ပါတယ် DuPont Family US Steel ခေါင်းကြီးပိုင်းတွေ Hans Standard Oil General Motor Chase National Bank Goodyear Tire နဲ့ဂိုင်းချုပ်ကြီးက Prescott Bush တို့ပါဝင်ကြပါတယ် Prescott Bush ဆိုတာသမ္မတ George W Bush ရဲ့အဖိုးပါသူတို့ရည်ရွယ်ချက်ကတစ်ချိန်ကဂျာမနီလိုကွန်မြူနစ်ရုရှားနဲ့ဖက်စစ်အစိုးရတို့လိုအစိုးရတရထူထောင်ကြဖို့ဖြစ်ပါတယ်။အုံနဲ့ကျင်းနဲ့ပါဝင်တာကိုသိသွားပြီးနောက်ဘတ်တလာကပါလီမန်အမတ်ဂျွန်မက်ကောမစ်နဲ့
Samuel Dexton တို့ကိုချင်းကပ်ပြီးပါလီမန်မှာတက်တည်ထွက်ဖို့မိစိန်ပြလိုက်ပါတယ်။ဘာဖြစ်သွားခဲ့ပါသလဲ။ကျွန်တော်ပြည်သက်ကြီးကဘယ်လိုထင်ပါသလဲ။ပါလီမန်အမတ်တွေဘတ်လာကိုယုံပေးကြပါတယ်။သို့တော့အုံနဲ့ကျင်းတဲ့ဂိုင်းကြီးကိုဆွဲချက်တင်ဖို့ဆိုတာကိုတော့ညှင်းလိုက်ပါတယ်။မီဒီယာတွေကလည်းဘတ်လာကိုအလိမ်ညာတွေလို့ဆွဆွဲခဲ့ကြပါတယ်။အင်္ဂလိပ်လို perfect moonshine ဆိုပြီးတင်စားလိုက်ပါသေးတယ်။ဆိုလိုတာကတကယ်တော့လာမင်းကြီးကထိန်လင်းနေတာမှန်ပါတယ်။သို့တော့သူ့ကိုယ်ပိုင်အလင်းမှမဟုတ်တာ။ဒီတော့လာမင်းကြီးရဲ့အလင်းရောင်ဆိုတာကလည်းအလိမ်ညာပဲလို့ဆိုလိုတာဖြစ်ပါတယ်။စက်တင်ဘာ17လေရင်ပြန်ပြီးဆွဲတိုက်ခိုက်မှုကိုအာဖဂန်နစ္စတန်နိုင်ငံလှိုင်းကူတွေထဲစက်ကူတစ်တာတွေဖျက်တောက်ဖို့လောက်ဓာတ်တွေနဲ့အိုစမာဘင်လာဒင်နဲ့အယ်လ်ကိုက်ဒါကွန်ရက်တို့စီမံခဲ့ကြတယ်ဆိုတာပုံပြင်ဆိုရင်တောင်နားထောင်လို့မကောင်းတဲ့ပုံပြင်လောက်ပါဒီကိစ္စအမေရိကန်ပြည်သူတို့အဖို့ဒီတင်ပြီးသွားတာမဟုတ်သေးပါအမေရိကန်ပြည်သူတန်းပေါင်းများစွာတို့ဒီနေ့ထိမေးခွန်းထုတ်နေဆဲပါနောက်အခမ်းများမှာပြန်ဆုံကြပါဦးမယ်